ဒီတော့ပိဋကပေါင်းသူတော်ကောင်းတို့ကိုဒီကနေ့ညဦးဇင်းတို့ဗတရားဟောမှာတော့ဆိုလို့ရှိရင်ခုတကနိကေဓမ္မပဒပါဠိတော်အဋ္ဌဝက်မှာအတ္တဝက်မှာလာရှိတဲ့ရှင်ကုမာရကတ္တပမာတာရှင်ကုမာရကတ္တပရဲ့အမေရှင်ကုမာရကတ္တပဆိုတာပိဋကပေါင်းသူတော်ကောင်းတို့သိကြပါလိမ့်မယ်စမ်းကြဲတဲ့တရားစကားပြောကြားတဲ့နေရာမှာဣတရေရတဲ့မထေရမြတ်ကြီးပေါ့နော်အဲ့ဒီရှင်ကုမာရကတ္တပရဲ့အမေဘိက္ခုနီမကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားတရားဂါထာတစ်ပုဒ်ဟောထားတာရှိပါတယ်အဲ့ဒါကိုဒီကနေ့ညအခြေခံပြီးတော့နောက်ပြီးတော့ဓမ္မပဒပါဠိတော်မှာပဲဘာလဝတ်ထဲမှာသုပ္ပဗုဒ္ဓလူနူတကားကြီးကိုအကြောင်းပြုပြီးတော့ဒီတကားကြီးအကြောင်းလည်းပဲဟောဒီပိဋကအာလုံးသိပြီးသားဖြစ်မယ်လို့ထင်ပါတယ်နော်အဲ့ဒီသုပ္ပဗုဒ္ဓလူနူတကားကြီးကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောကြားခဲ့တဲ့တရားဒေသနာတကားထာရှိပါတယ်အဲ့ဒီဂါထာနှစ်ပုဒ်ကိုအခြေခံပြီးတော့ဇလန်းနေဇက်ွက်တွေကတော့အလုံးကြားဘူးနာဝရှိပြီးသားဖြစ်ပေမဲ့လို့အဲ့ဓာတွေကိုအကြောင်းပြုပြီးတော့ဟောခဲ့တဲ့တရားဒေသနာတော်တွေကြတော့စိတ်ထဲမှာမှတ်သားမိတာအာနယ်ချက်တွေရှိကောင်းရှိလိမ့်မယ်နော်အဲ့ဒီတော့အဲ့ဒီတရားအနှစ်သာရတွေကိုဦးဇင်းတို့ကသဘောကျလွန်းလို့ဝိထုဇလန်းတွေကိုဦးစားပေးပြီးတော့မပြောဘဲနဲ့အဲ့ဒီတကားကြီးတက္ကမကြီးတွေကိုအကြောင်းပြုပြီးတော့မြတ်စွာဘုရားဟောခဲ့တဲ့တရားအနှစ်သာရလေးတွေအဲ့ဒါကိုဦးဇင်းတို့ကဗမာလိုခေါင်းစဉ်လေးနားလည်လွယ်အောင်တက်ပြီးတော့ဟောပြမယ်အာကိုရာလားယံသူလားတဲ့တရားခေါင်းစဉ်ကပြောကြည့်စမ်းမအောင်အာကိုရာလားယံသူလားဆိုတော့မေးထားတဲ့မေးခွန်းကလေးသူများကိုမေးရမှာမဟုတ်ဘူးကိုမေးရမှာအဲ့ဒါဦးဇင်းတို့နည်းနည်းလေးအပြည့်အစုံပြောမယ်ဆိုရင်တော့ကိုဟာကိုအတွက်အားကိုးရာလူတယောက်ဟုတ်သလားဒါမှမဟုတ်ကိုဟာကိုအတွက်ရန်သူတယောက်များဖြစ်နေလားဆိုတဲ့အဓိပ္ပာယ်ပေါ့အတ္တဟိအတ္တနောနာထောမိမိဒီပင်လေမိမိရဲ့အားကိုးရာလို့ဒီပိဋကကြီးဒီစကလုံးတော်ကိုရိုးနေအောင်ကြားဘူးတယ်နော်လူတိုင်းလည်းပဲစားထဲမှာလည်းရေးကြနှုတ်ထဲမှာလည်းရွတ်ကြပေါ့အတ္တဟိအတ္တနောနာထောမိမိဒီပင်လေမိမိရဲ့အားကိုးရာမိမိမှတပါအခြားသောပုဂ္ဂိုလ်တွေဟာအားကိုးရာမဟုတ်ဘူးလို့ကြားဘူးတယ်ကိုအားကိုးမယ်ဆိုတော့ဘာအစွမ်းအစမှမရှိတဲ့ဘာကောင်းတာမှမရှိတဲ့ကိုဟာကိုအတွက်အားကိုးရာဖြစ်နိုင်မှာမလားလူတိုင်းဟာကိုအားကိုးတတ်တယ်ဆိုရင်အပေကြတဲ့တတ္တဝါဘယ်ရှိမှလဲအဲ့ဒီတော့လူတိုင်းရဲ့ကိုဟာသူတို့အတွက်သူတို့အားကိုးရာအသီးသီးမဖြစ်ကြဘူးဆိုတဲ့အဓိပ္ပာယ်ဒီတော့မြတ်စွာဘုရားကလည်းအဲ့ဒါကိုပြည့်စုံအောင်ဟောပါတယ်ကိုဆုံးမဒါနမှုတွေသီလမှုတွေဘာဝနာမှုတွေဖြစ်လာအောင်အည်အသွေးတွေမြင့်မြတ်တာတွေဖြစ်လာအောင်ကိုဆုံးမနိုင်မှကိုဟာကိုအတွက်အားကိုးရာဖြစ်မယ်အလကားကြီးပေါက်လို့ပဲသားလှုပ်ချင်ရလှုပ်ပြောချင်ရပြောကြမ်းချင်ရကြမ်းနေတဲ့ကိုဟာကိုအတွက်အားကိုးရာမဖြစ်နိုင်ဘူးနော်ကောင်းတဲ့ကိုဒီသာလဲကိုအတွက်အားကိုးရာဖြစ်မယ်ခုလူတွေကတာမန်ပဲနားလည်ထားတာငါဟာငါအတွက်အားကိုးရာဘာရှိလဲနော်အားကိုးရာရှိအောင်လှုပ်ထားရင်တော့အားကိုးရာဖြစ်တယ်ဒါကိုကြည့်ပဲပြီးတော့ကိုဟာကိုအတွက်အားကိုးရာလူတယောက်ဟုတ်သလားအားကိုးလောက်သလားနော်နောက်တစ်ချက်ကကိုဟာကိုအတွက်ရန်သူများဖြစ်နေမလားဒါလည်းပဲမြတ်စွာဘုရားဟောခဲ့တဲ့တရားဒေသနာကိုဦးဇင်းတို့အမိပြုပြီးတော့တရားကောင်းစဉ်လေးပေးတာကိုဉာဏ်နဲ့ကိုထွင်ပြီးတော့ပေးတာမဟုတ်ဘူးစရန္တိဘာလာဒုမေတာအမိတ်တေနေဝအတ္တနာဒုမေတာပညာနေကြကုန်သောဘာလာမိုင်မဲကြကုန်သောတတ္တဝါတို့သည်အမိတ်တေနေဝအတ္တနာမိမိသည်ပင်လည်းမိမိရဲ့ရန်သူဖြစ်၍ရှရန္တိတန်တရားကြီးထဲမှလှည့်လည်၍နေကြကုန်၏မိုက်တဲ့ပုဂ္ဂိုလ်တွေမသိတဲ့ပုဂ္ဂိုလ်တွေဟာမကောင်းတာတွေလုပ်ပြီးတော့မိမိကိုယ်ကိုမိမိဒုက္ခရောက်အောင်လုပ်ပြီးတော့တန်တရားကြီးထဲမှာအမိတ်တေနေဝအတ္တနာ
ကိုယ်ဒီပင်လျင်ကိုယ့်ရဲ့ရန်သူဖြစ်၍တဲ့စိတ်ဝင်စားစရာအင်မတန်ကောင်းတဲ့စကားလုံးလေးကိုအင်မတန်ချစ်တယ်နော်အင်မတန်လည်းကောင်းစေခြင်းတယ်နော်အစားဆိုရင်လည်းကိုတက်နိုင်ရင်အကောင်းဆုံးကြွေးတာအဝတ်ဆိုရင်လည်းအကောင်းဆုံးဆင်တာဟုတ်လားအဲ့ဒီလောက်ချစ်တဲ့ကိုဟာကိုယ့်ရဲ့ဘာဖြစ်နေတာတဲ့ရန်သူဖြစ်နေတာဘယ်လိုအချိန်မှရန်သူဖြစ်နေတုံးဆိုတော့မကောင်းတာတွေလုပ်တဲ့အချိန်မကောင်းတာတွေပြောတဲ့အချိန်မကောင်းတာတွေကြံနေတဲ့အချိန်မှာအင်မတန်ချစ်လှစွာသောကိုယ်ဒီပင်လင်ကိုယ့်ရဲ့ရန်သူဖြစ်နေတယ်ကောင်းတာတွေလုပ်နေတဲ့အချိန်မှာတော့ကိုဟာကိုယ့်အတွက်အကိုးရဆုံးလူသားတစ်ယောက်မကောင်းတာတွေလုပ်နေတဲ့အချိန်မှာတော့ကိုဟာကိုယ့်အတွက်အင်မတန်ကြောက်စရာကောင်းတဲ့ရန်သူတစ်ယောက်ဖြစ်နေတယ်အဲ့ဒါကိုရည်ရွယ်ပြီးတော့တရားကောင်းစဉ်လေးပေးထားတာအတ္တဟိအတ္တနောနာထောမိမိဒီပင်လေမိမိရဲ့အာကိုးရာအစွမ်းအစမရှိသောမမြင့်မြတ်သောမိမိသည်မိမိရဲ့အာကိုးရာမဟုတ်ပါဘူးမကောင်းတာလုပ်နေမယ်ဆိုရင်တော့အာကိုးရာမဟုတ်တဲ့အပြင်ရန်သူတောင်ဖြစ်နေသေးတယ်လို့ဒီအဓိပ္ပာယ်လေးကိုဦးဇင်းတို့ပေးသက်ပေါင်းသူတော်ကောင်းတို့အားလုံးအင်မတန်လည်းပဲသတိထားစရာကောင်းတယ်လို့ယူဆတဲ့အတွက်ကြောင့်အာကိုးရာလားရန်သူလားလို့တရားကောင်းစဉ်တက်ပြီးတော့ပေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီကနေ့ညတနာရီခွဲအတွင်းမှာအပြီးပေါ့ဗျာဟုတ်လားဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုယ်တော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစေရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်တည်းဟူသောပညာကိုတို့မဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုယ်တော်မြတ်ကိုယုသေးမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်အုပ်ချီထားနော်ကရုဏာတိတလဟရယပညာပိဇောတဝိဟတမောဟဓမ္မသာနရမရလောကကရဝနေတုကတံဂတိဝိမု ddha ကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်အေးမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟဓမ္မအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်းကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရုံလူနှင့်မြမတတဝအနန္တတို့၏ကြောက်ထီတန်တုအလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ddha ဒေဝမနုဿန္တိတရားနှင့်ပေတတလိဆံလာယရှိငါတန်သောဂတိတို့မှလီအထူးသဖြင့်ကင်းလွတ်တော်မူပြီးထသောသူကတသတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ရှိတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာပရမ ्या ကဲ့သို့ပြတ်သားထင်ထင်သိမြင်ပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညတ်ပရမတ်မမူယုံနာနှပြဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယုကျိုးလက်ဆုံးမူကားရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားအာကိုးရလားရန်သူလားတဲ့အာကိုးရလားဆိုတဲ့မေးခွန်းကိုစတင်ပြီးတော့အကျေပြောကြည့်ရအောင်အတ္တဟိအတ္တနောနာထောကိုဟိနာထောပရောတိယအတ္တနာဟိသုတံဒေနနာထလပတိတုံလပံအတ္တဟိမိမိသည်ပင်လင်အတ္တနောမိမိ၏နာထောအာကိုးရပါပေတည်းပရောမိမိမှာတပါးခြားသောကိုယ်ပဲမြည်သောပုဂ္ဂိုလ်သည်နာထောအာကုရာသည်တိယဖြစ်နိုင်ပါအနိအတ္တနာဤမိမိသည်သာလျင်သူတံဒေနကောင်းစွာဆုံးမသဖြင့်ဒုံလပံရနိုင်ခဲ့သောနာထံအာကုရာစင်ပါဆိုတဲ့တရားသူတရားမြတ်ကိုလဘတိမုတ်ချပိုင်ရနိုင်ပေ၏အဓိပ္ပာယ်၃မျိုးပြပါတယ်
ဒီကထာလေးကအတ္တဟိအတ္တနောနာထောမိမိသည်ပင်လျင်မိမိရဲ့အာကိုရာကောဟိနာထောပရောတိယမိမိမှာတပါအခြားသောပုဂ္ဂိုလ်တွေဟာမိမိအတွက်အာကိုရာမဖြစ်နိုင်ဘူးနော်အတ္တနာဟိသုဒ္ဓံတေနနာထံလပတိတုံလပံကိုကောင်းကောင်းဆုံးမခြင်းအဖြစ်ရနိုင်ခဲ့တဲ့အာကိုရာကိုရနိုင်ပါတယ်တဲ့ဒီပဲဘယ်နှချက်လဲ၃ချက်အဲ့ဒါလေးကိုနည်းနည်းလေးအကျယ်ချက်ပြီးတော့ပြောကြည့်ရအောင်မိမိတည်ပင်လေမိမိရဲ့အာကိုရာအင်မတန်မှန်တဲ့စကားအပေါ်ယံပဲတွေးလေးလေးနက်ပဲတွေးလောကကြီးရနဲ့ပဲတွေးဓမ္မကြီးရနဲ့ပဲတွေးကိုယ်သာလျင်ကိုယ်အတွက်အားကိုးရဆိုတဲ့စကားဟာအင်မတန်မှန်ကိုယ်စားမှကိုယ်ဝကိုယ်သွားမှကိုယ်ရောက်ကိုယ်လုံးမှကိုယ်ရဟုတ်ရလားတပါးသောသူတွေကကိုယ့်ကိုကူညီနေတာတွေပေးကမ်းနေတာတွေဖေးမနေတာတွေကျေးဇူးပြုနေတာတွေမရှိဘူးလို့မဆိုလိုပါဘူးရှိပါတယ်အဲ့ဒါတွေလည်းရှိပါတယ်တည်တည်ချာချာတွေးကြည့်စမ်းပါအဲ့ဒီတပါးသောသူတွေကကိုယ့်ကိုကူညီနေတာတွေပေးကမ်းနေတာတွေစောင့်ရှောက်နေတာတွေဟာအလကားစောင့်ရှောက်နေတာလားဆိုတော့မဟုတ်ဘူးကူညီစရာကောင်းတဲ့အရေးအသွေးပေးကမ်းခြင်းစရာကောင်းတဲ့အရေးအသွေးကို့မှာသူတို့စိတ်ထဲမှာပေးခြင်းစရာကူညီခြင်းစရာစောင့်ရှောက်ခြင်းစရာရှိတဲ့အရေးအသွေးကြောင့်ကူညီနေကြတာစောင့်ရှောက်နေကြတာပိဿရဲ့ကျေးဇူးကမ်းနေတာမဟုတ်ဘူးနော်အဓိကကဘာတာမညကဘာဆိုတာကိုခွဲပြီးတော့ပြောတာပေးတဲ့လူတွေကူညီတဲ့လူတွေကိုလည်းကျေးဇူးတင်လိုက်ပါအဲ့ဒါတည်းပို့ပြီးတော့ကိုယ့်ရဲ့အတွင်းတန်တာမှာပေးခြင်းစရာကူညီခြင်းစရာကောင်းတဲ့ကိုယ့်ရဲ့အည်အသွေးလေးကိုပို့ပြီးတော့ကျေးဇူးတင်လိုက်ပါပေးခြင်းစရာကူညီခြင်းစရာမကောင်းရင်ဘယ်သူကပေးမှာလဲဟင်ကြည်ပြူခြင်းစရာမကောင်းရင်မိဘတောင်သားသမီးကိုအကြာကြီးမကြည်ပြူပါဘူးအဲ့ဒီတော့ကိုယ့်အတွက်တကယ်တမ်းအားကိုးစရာကကိုယ်ထဲမှာရှိတဲ့အည်အသွေးကသာလေကိုယ့်အတွက်အားကိုးရဦးဇင်းစဉ်းစားမိတာလေးကိုပြောမယ်ဗျာဖန်ခွက်ကလေးတစ်လုံးတတ်တတ်ရရလှလိုက်တာဧည့်သည်လာရင်ဖြော်ရည်လေးပါလေးဖြော်ပြီးတော့တိုက်ဖို့ရေလေးပါလေးခတ်ပြီးတော့တိုက်ဖို့ကောင်းကောင်းမွန်မွန်ပုတ်တိုက်ပြီးတော့မှန်ကောင်တာလေးထဲမှာထည့်ပြီးတော့သိမ့်မထားဘူးလားသိမ့်ထားတယ်မတော်တဆလွတ်ကြလို့အဲ့ဒီဖန်ခွက်ကလေးကွဲသွားပြီဘယ်ပြစ်လိုက်မှလဲအမိုက်ပုံပြစ်မှာရက်ဆက်ဖူလားဟမ်စောစောတုန်းကတော့မှန်ကောင်တာထဲထည့်ထားတာအခုမိုက်ပုံပြစ်လိုက်တချို့များဆိုရင်ဟဲ့ဖန်ခွက်ကွဲတွေလူစုလိုက်မယ်အိမ်သာချင်းနဲ့ချလိုက်300တုံး3ညတာ3မရတော့အမိုက်ပုံပြစ်လိုက်တာဒါဖန်ခွက်တစ်လုံးကိုဆက်ဆံတဲ့ဆက်ဆံရေးနော်ဖန်ခွက်ကလေးကသာစိတ်ရှိမယ်ဆိုရင်ဒီလူတွေသိရက်ဆက်တာပဲလို့ပြောမြန်ပြောနေမလားမသိအဲ့ဒီလိုမဆက်ဆံလို့လည်းမဖြစ်ဘူးလေ3မရပါတော့လူတွေစုကုန်တော့အန္တရာယ်ရှိနေတာကိုလူတွေကိုရက်ဆက်တယ်လို့ပြောလို့ရမလားဒီလိုနည်းနဲ့ပဲဖြည့်ရှင်းရမှာအဲ့ဒီတော့ဦးဇင်းတို့စဉ်းစားမိတာကရေဘူးရအားဖြင့်များသောအားဖြင့်လူတွေအချင်းချင်းဆက်ဆံနေကြတာဟာဖန်ခွက်တစ်လုံးကိုဆက်ဆံတာနဲ့အင်မတန်တူတယ်လို့ထင်တာပဲ300ရင်3မယ်3မရရင်ပြစ်လိုက်မယ်ဟုတ်လားအဲ့ဒီတော့300လို့3တာမျက်နှိုးနေတာဟာမျက်နှိုးခြင်းလို့မျက်နှိုးတာလားမျက်နှိုးစရာကောင်းတဲ့အည်အသွေးရှိလို့မျက်နှိုးတာလားမနှဲပုံအောင်ပြောရတယ်နော်လူတွေကအဲ့ဒီတော့မျက်နှိုးတဲ့လူကိုပဲမျက်နှိုးတာလေးကိုကျေးဇူးတင်နေတာကို့မှာမျက်နှိုးခြင်းတရားရှိတာလေးကြတော့အတိအမှမပြုခြင်းဟုတ်လားဘေးကိုလည်းကျေးဇူးတင်ရမှာပါကျေးဇူးမတင်နဲ့လို့မဆိုလိုဘူးအားလုံးဟာကျေးဇူးရှင်နေသဘောပေါက်ပါတယ်ဟုတ်လားသို့တော့ကိုယ့်ရဲ့အတွင်းတန်တာမှာရှိတဲ့ကောင်းတာတွေကပိုကျေးဇူးတင်စရာမကောင်းဘူးလားကောင်းတယ်300တုံး3တာနော်3မရပြစ်လိုက်မှာ300တဲ့အည်သွေးလေးကိုအားကိုးနေရတာမိဘကိုယ့်ဘောအင်မတန်အကျိုးကျေးဇူးကြီးတဲ့မိဘတောင်မှသားသမီးတွေက300တုံး3တာဒကမာကြီးများစောစောသီးသီးအမွေခွဲမပေးလိုက်ကြနဲ့ဟုတ်လားမြေးလေးတော့အ ਨੇ ဆုံးထိမ့်ပေါ်ရအောင်မှကြီးလေးခွေးလေးတော့6ပေါ်ရအောင်မှလေအဲ့ရတဲ့တုံးလုံးပက်လက်လဲနေလို့ရှိရင်ဘေးကမြင်မကောင်းကြားမကောင်းလို့သာစိတ်ထဲကအောင့်ပြီးတော့တချို့လုံးကြရတာရှိ
ဦးဇင်းတို့နားနဲ့ကြားဘူးပါလေသမီးတယောက်ကဖေတယောက်ကိုပြောနေတာခမကြီးသေလည်းမသေးနိုင်ဘူးခမသုံးမှမရတော့ပဲကိုဟုတ်လားအဲ့တော့ဦးဇင်းတို့ကဘာကိုပြောနေတာလဲဆိုလို့ကိုယ့်ရဲ့ကောင်းတဲ့အရည်အသွေးတွေကိုများများရှိအောင်လုပ်ပါအဲ့ဒါဒီသာနဲ့စိတ်အချရဆုံးသောအားကိုးစရာဘေးကိုလျှောက်အားမကိုးနဲ့ဘေးဆိုတာကိုကမဟုတ်ရင်ဟုတ်တာမဟုတ်ဘူးရှင်းရှင်းပြောတာနော်ငွေတွေပါတွေလို့သိပ်ပြီးတော့အာမကိုနဲ့သူတို့အားကိုးလို့ရတဲ့အတိုင်းအတာကကျင်းချင်းလေးငွေတွေပစ္စည်းတွေဂုဏ်တွေပိုင်ဆိုင်မှုတွေပတ်သက်မှုတွေနဲ့ဖြည့်ရှင်းလို့မရတဲ့ပြဿနာတွေကဘဝမှာပို့ပြီးတော့များတာကိုဟုတ်ရဲ့လားကိုယ့်ရဲ့ဉာဏ်အရည်အသွေးကိုယ့်ရဲ့အသိနဲ့ဖြည့်ရှင်းရမယ့်ပြဿနာတွေကဘဝမှာပိုများတယ်ကဲဗျာစိုးရိမ်နေပါပြီစိတ်ညစ်နေပါပြီဘယ်လိုလုပ်ကြမှာလဲပတ်စံဘလောက်ဖိုးငါ့ကိုစိုးရိမ်တာပြောက်အောင်လုပ်ပေးစမ်းပါလို့ပြောလို့ရလားမရဘူးကိုယ့်ဉာဏ်နဲ့ကိုယ့်အသိနဲ့ကိုယ့်စိုးရိမ်မှုကိုကိုယ်ဖြေပြောက်ရတာဒါအပေါ်ယံစဉ်းစားတာနော်ကင်တန်တရားရေးတွေဘာမှအဲ့ဒီအရာတွေနဲ့ဖြေရှင်းလို့မရတော့ဒီတော့ကိုမျက်နှာအသိဉာဏ်မဲ့ဆိုတာအာကိုးစရာတွေလို့ထင်ထားတဲ့အရာတွေဟာတကယ်အရေးကြတော့အာကိုးရဟုတ်သေးလားမဟုတ်တော့ဘူးကိုယ့်ရဲ့အစွမ်းအစသည်သာနဲ့ကိုယ့်အတွက်အာကိုးရဟုတ်လားဓမ္မရေးနဲ့လေးလေးနက်နက်စဉ်းစားတော့လေဒီအဖြေထွက်တာပါပဲကိုဒါနပြုထားမှကိုပြုထားတဲ့ဒါနကကိုယ့်ကိုအကျိုးပေးမှာဟုတ်ရဲ့လားကိုသီလဆောက်တည်ထားတယ်ကိုသမာဓိတွေပညာတွေဖြစ်အောင်လုပ်ထားတယ်အသိဉာဏ်တွေရှိအောင်လုပ်ထားတယ်လောကကြီးအကြောင်းသိတယ်အဲ့ဒီအသိတွေကကိုယ့်ကိုတတ်တာရာပေးမှာဟုတ်ရဲ့လားအဲ့ဒါတွေကကိုယ့်ရှိမှကိုမှီခိုလို့ရတာသူများစီကတောင်းယူလို့ရလားမရဘူးဒါကြောင့်တရားသဘောနဲ့စဉ်းစားရင်လည်းပဲကိုသီးသားနဲ့ကိုယ့်အတွက်အာကိုရဒါပြောတာဟုတ်လားဒါကြောင့်အတ္တဟိအတ္တနောနာထောကိုဟိနာထောပရောတိယအတ္တဟိမိမိသီးသားလည်းအတ္တနောမိမိနာထောအာကိုရပါပေတည်းပရောမိမိမှာတပါအခြားသောကိုယ်အဘယ်မည်သောပုဂ္ဂိုလ်သည်နာထောအာကိုရသည်တိယဖြစ်နိုင်ပါအနိဒီပြင်လူတွေဟာကိုယ့်အတွက်ပဲအာကိုရဖြစ်မှာလေသူတစ်ပါးဟာကိုယ့်အတွက်အာကိုရမဖြစ်နိုင်ဘူးဒီစကားလေးကိုနည်းနည်းလေးအကျယ်လေးချက်သူတစ်ပါးဟာကိုယ့်အတွက်အာကိုရမဖြစ်ရင်ကိုယ်ဟာလည်းပဲသူတစ်ပါးရဲ့အာကိုရမဖြစ်နိုင်ဘူးတယောက်သည်တယောက်ရဲ့အာကိုရမဖြစ်နိုင်ဘူးသူများဟာကိုယ့်အတွက်အာကိုရမဖြစ်ဘူးလို့သိဖို့လိုအပ်တယ်လို့ကိုယ်ဟာလည်းပဲသူများရဲ့အာကိုရမဟုတ်ဘူးလို့သိဖို့လည်းလိုအပ်သေးတယ်ဘာကြောင့်လဲဒကမာကြီးတွေဒကာကြီးတွေအသက်ကြီးလာတော့ပြောတယ်နော်နင်တို့ငါမရှိရင်ခက်လိမ့်မယ်ကဲတင်ရှင်ကြီးလှုပ်ချင်တာလေဟင်နင်တို့ငါမရှိဖြစ်လိမ့်မယ်ငါသေးသွားလို့ရှင်တနေ့ရာကနင်တို့ဘလို့ဖြစ်နေတယ်ဆိုတာငါကြည့်ချင်သေးတယ်အမလေးကြည့်ပါဘာမှမဖြစ်ပါဟုတ်လားဘာမှမဖြစ်ဘူးသူကနဲ့သူသွားမှာပဲဟုတ်လားမကောင်းတဲ့လူကိုကောင်းအောင်လုပ်လို့ရလားမရဘူးဗျဥပမာမြတ်စွာဘုရားလောက်တနာတတ်တဲ့သူရှိလားမြတ်စွာဘုရားလောက်ဉာဏ်ကြီးတဲ့လူရှိလားမြတ်စွာဘုရားလောက်တကူကြီးတဲ့လူရှိလားအဲ့ဒါလောက်တကူကြီးသောအဲ့ဒါလောက်ဉာဏ်ကြီးသောအဲ့ဒါလောက်တနာကျင်နာတတ်သောမြတ်စွာဘုရားသည်ပင်လျင်ဒေဝဒတ်တို့ဇိန္ဒမာနတို့နန္ဒလူလင်တို့မြေကြီးကိုဖောက်ပြီးတော့အဝီစီကိုသွားကြတာတားနိုင်သလားမတားခြင်းလို့မတားတာလားမတားနိုင်လို့ကိုမတားရတာလားအဲ့ဒါလောက်အစွမ်းရှိတဲ့လူတော်မှတစ်ဖက်သားကိုကယ်လို့မရဘူးဆိုရင်ခမည်းတော်ကျုပ်တို့ကသူများကိုကယ်ဖို့မကြိုးစားပါနဲ့အတတ်နိုင်ဆုံးကဘာလဲဆိုရင်ဒီလိုမနေကြနဲ့ဒီလိုနေကြလို့လမ်းညွန်တာပဲတတ်နိုင်တယ်တယောက်ဒီတယောက်ကိုကူညီတာဟာဒါအစွမ်းကုန်ပဲနော်တခါကြီးဒီမကြီးများဟိုပစ္စည်းဥစ္စာတွေပေးတယ်ဟိုနေမကောင်းရင်စောင့်ရှောက်တယ်ဒါကူညီတာတွေကိုမဆိုးလိုပါဘူးနော်ဒါတွေလည်းပဲကူညီလို့ရပါတယ်သို့တော့တကယ်တမ်းကူညီမှုအစ်စ်ကမသိသေးတာကိုသိအောင်ပြောတဲ့နီးဒီတာနဲ့အကြီးကျယ်ဆုံးသောကူညီမှုဒါကိုဆိုလိုတာအပေါ်ယံလေးတွေ့ပြီးတော့အကြအနတွေလည်းကောက်မနေနဲ့အိုးဟုတ်လားစကားပြောရတာတခါတည်းတော်တော်ကြက်တယ်ဟင်ဒကမာကြီးများဟုတ်လားအေးဒါကြောင့်မြတ်စွာဘုရားတောင်မှဒီလိုနေရင်ဆင်းရဲလိမ့်မယ်ဒီလိုနေမှချမ်းသာမယ်မင်းတို့ဒါကြောင့်ဒီလိုနေကြလို့ဒီလောက်ပဲပြောနိုင်တာတတ်နိုင်တာခမည်းတော်ကျုပ်တို့ကဓာတ်တဲ့ပို့ပြီးတော့ဘာတွေများတက်ချင်သေးတာလဲ
အဲ့ဒါတတိထားပြီးတော့ပြောကြနင်တို့ငါမရှိခက်လိမ့်မယ်သူတို့ခက်တာမခက်တာကမသေးကြဘူးလောလောဆယ်ပြောတဲ့လူခက်နေတာတော့သေကြတယ်ဟင်တခါကြီးမိုင်းမြအေးဒါကြောင့်တယောက်သည်တယောက်ရဲ့အာကိုရာမဖြစ်ဘူးအာကိုရာတကယ်ရှာတော့မယ်ဆိုတော့လည်းပဲဒီခန္ဓာကိုယ်ကြီးထဲမှာဘာရှိမှလဲဆိုတော့အည်အသွေးထွက်အောင်ဒါနမှုတွေသီလမှုတွေဘာဝနာမှုတွေဖြစ်အောင်ကြိုးစားမှအဲ့ဒီကောင်းတဲ့အမှုတွေမြင့်မြတ်တဲ့အမှုတွေကသာလင်အာကိုရာဖြစ်မယ်မဟုတ်လားဒီယုတ်ခန္ဓာကိုယ်ကြီးကလည်းမကြခင်သင်္ချိုင်းမှာပြည့်ရမှာလေစိတ်တွေကလည်းပဲဖြစ်ပြက်နဲ့ချုပ်သွားတာလေဟုတ်လားအဲ့ဒီတော့တကယ်အာကိုမယ်ဆိုပြန်တော့လည်းပဲကောင်းတာလေးကလွယ်လို့အခြားအာကိုရာရှိလားအဲ့ဒီကောင်းတာလေးကလည်းအလကားရမှာလားဆုံးမမှရမှာလားအဲ့ဒါကြောင့်မြတ်စွာဘုရားကဆုံးမနိုင်မှတကယ်စစ်မှန်တဲ့အာကိုရာကိုရမယ်တဲ့ဒီဂါထာလေးဟောတာအင်မတန်ကောင်းတယ်နော်တကယ်ကြီးမိုင်မြဒါကြောင့်ဒီလောက်အနှစ်သာရရှိတဲ့တရားဂါထာကိုမြတ်စွာဘုရားဘုဇုကိုအကြောင်းပြုပြီးတော့ဟောတာလေဆိုတာလေးကပိုတောင်စိတ်ဝင်စားစရာကောင်းနေတယ်စောစောကပြောခဲ့တယ်နော်ရှင်ကုမာရကတ္တပမထေမြတ်ရဲ့မေတော်ဘိက္ခုနီမကိုအကြောင်းပြုပြီးတော့ဟောတာအဲ့ဒီဘိက္ခုနီမကြီးကဘိက္ခုနီမမဝိခင်တုန်းကရာဇဂြိုလ်မြို့ကအင်မတန်ချမ်းသာကြွယ်ဝတဲ့တထေသမီးတစ်ယောက်နော်အင်မတန်လိမ္မာရေးချမ်းရှိတယ်ဘာသာရေးကိုအင်မတန်စိတ်ဝင်စားတယ်နူးညံ့ပျော့ပြောင်းတယ်ငယ်ငယ်လေးတွေကစပြီးတော့တန်တရားဝတ်ကလွတ်အောင်ယုံမယ်လို့ဒီစိတ်ကူးနဲ့မိခင်ဖခင်ကျေးဇူးရှင်တို့ကိုယဟန်ပြုပါရစေလို့ခွန်တောင်းတယ်ခွန်မပေးဘူးတူရီတော်သမီးလေးအမွေဆက်ခံမှုပြတ်တောက်သွားမှဆိုလို့ဟုတ်လားအဲ့ဒီတော့သမီးလေးကသမီးလိမ္မာဆိုတော့အမေဖေကိုစိတ်ညစ်အောင်မလုပ်ဘူးလင်းယောက်ျားရဲ့အိမ်ကိုရောက်မှလင်းယောက်ျားကိုအနူးညွတ်ခွင့်ပန်ပြီးတော့ငါယဟန်ပြုမယ်လို့စိတ်ထဲကအဲ့ဒါလိုတေးထားတာနော်အဲ့ဒါနဲ့အချိန်တန်ရွယ်ရောက်တော့မိခင်ဖခင်တွေကအမျိုးတူအဆင့်တူသူတို့သားတစ်ယောက်နဲ့မျိုးသားတစ်ယောက်နဲ့လက်ထပ်ထိမ်းများပေးတယ်အဲ့ဒါလင်းအိမ်ကိုလိုက်သွားရတာပေါ့အမျိုးသမီးလေးကအဲ့ဒါတနေ့တော့ရာဇဂြိုလ်မြို့ရဲ့နတ်ခတ်ပွဲသဘင်တောင်ထိပ်နတ်ခတ်ပွဲသဘင်ဆိုတာအင်မတန်စီကားတယ်တမျိုးလုံးယုံအုံနဲ့ဖီလိန်ပြင်းစင်ပြီးတော့ပျော်ဖို့ရွှင်ဖို့တာဆူပြီးတော့လမ်းမှာလူတွေချိတ်တိုးသွားကြတာပေါ့အဲ့ဒီချိန်မှာအဲ့ဒီကလေးမကသူတို့အိမ်ရဲ့လေသာပရင်းကနေပြီးတော့အဲ့ဒီလူတွေကိုကြည်ပြီးတော့ကြည်စမ်းမသေးတော့မဲ့အတိုင်းလူတွေအင်မတန်တန်ဖိုးရှိတဲ့အလုပ်တွေကိုလုံနိုင်ခွင့်ရှိပါလေခင်နဲ့အဲ့ဒီအခွင့်အရေးတွေကိုအလဟတ်ဖြုံးတီးနေတာသူကအဲ့ဒါလိုမြင်တာနော်ဟိုလူတွေကပျော်ဖို့ကြိုးစားနေတာသူကအဲ့ဒါလိုမြင်နေတာဟုတ်လားအဲ့ဒီတော့သူ့ယောက်ျားကအနားလာပြီးတော့ရှင်မမင်းဘလို့ဖြစ်နေတာတော့သူများတွေပျော်ပါပြီးတော့တခါတည်းရွှင်ပြီးတော့တက်ကြွနေတဲ့အချိန်မှာမင်းကမှိုင်းပြီးတော့ဘာတွေများစဉ်းစားနေတာတော့အမှန်ကတော့မှိုင်းနေတာမဟုတ်ပါဘူးသူ့အတွေးနဲ့သူလေးလေးနက်နက်စဉ်းစားနေတာနော်အဲ့ဒီတော့အဲ့ဒီအမျိုးသမီးလေးကပြန်ပြောတယ်တဲ့အရှင်သူပြောတာတွေကိုပြန်ပြောရရင်တရားတစ်ပုဒ်ဖြစ်လိမ့်မယ်ဗျသူကတရားဟောတာပါပဲအမှန်ကတော့ဒါပေမဲ့အကြမ်းမြင်လေးတော့ပြောပြမယ်နော်သူညံဘလောက်ရင့်ကျက်နေတယ်လဲဆိုတာရိပ်မိအောင်လို့ပေါ့ဒီခန္ဓာကိုယ်ကြီးဟာနတ်ကဖန်ဆင်းတာလည်းမဟုတ်ဘူးမြမာကဖန်ဆင်းတာလည်းမဟုတ်ဘူးတဲ့အထဲထဲမှာရွှေတွေငွေတွေကြောက်တံပရမများတွေထည့်ထားတာလည်းမဟုတ်ဘူးတဲ့တကယ်စင်စစ်ဆက်စုပ်ယွန်ရှာပွဲမျက်စိနဲ့မှကြည့်ကျင်စရာမကောင်းတဲ့အရာတွေကိုအတွင်းထဲမှာအပြည့်ထည့်ထားတာတဲ့ယူလေးပြောတာနော်တကယ်ကြီးမိုက်မြန်တကယ်တမ်းတော့ဒီခန္ဓာကိုယ်ကြီးဟာစိုးရိမ်မှုတို့ရဲ့တရားငိုကြွေးခြင်းတို့ရဲ့ဖြစ်ပွားရာညှင်းဆဲမှုအာလုံးတို့ကိုခံယူရာခန္ဓာကိုယ်ကြီးကိုပြောနေတာအရိယာသူတော်ကောင်းကြီးတို့ကဲ့ရဲ့ရှုံချတဲ့အရာခန္ဓာကိုယ်ဆိုတာလူမိုက်တွေအင်မတန်မက်မောတဲ့အရာအင်မတန်ကြစ်လက်သိပ်သီးတဲ့အသုံးအနှုန်းတွေနဲ့ပြောတာဗျဒီခန္ဓာကိုယ်ကြီးကိုအတွင်းကအရာကိုပြင်မဲ့မြန်လှန်ထားမယ်ဆိုရင်ဒုက္ကင်ပြီးတော့ခွေးတွေကြီးတွေကိုတဟဲ့ဟဲ့ခြောက်နေရမယ်အရာမှန်လားအဲ့ဒါအပေါ်ယံအရေပြားလေးဖုံးထားလို့အမှန်အတိုင်းမသိတဲ့အရာအပေါ်ယံအရေပြားလေးပါလေးတကူလုံးမှာဖုံးထားတာရှိတယ်လေအဲ့ဒီအရေပြားလေးကျွတ်ကျွတ်အိတ်လေးလောက်တောင်ထူမှာမဟုတ်ဘူးဟုတ်လားအဲ့ဒါလေးကိုခွာပြီးတော့လုံးမယ်ဆိုရင်ဦးဇင်းတို့ကျမ်းဂန်နေတဲ့ကပြောတယ်ဇီးလောက်ပဲရှိမယ်တဲ့ခ
ခမရတို့ကျွတ်တို့ရဲ့ဉာဏ်ကလည်းဘလောက်ထိတုံတယ်လဲဆိုလို့ရှိရင်လေအဲ့ဒါလောက်ပါတဲ့အရေးပြားလေးကိုတောင်မဖောက်နိုင်ဘူးတုံးလိုက်ပုံကတော့မချွန်လို့မထက်လို့ပေါ့ဟုတ်လားအဲ့ဒီအရေးပြားအောင်မဲ့ဘာတွေရှိတယ်လို့မြင်သလားအပေါ်ရန်တင်းတင်းနေတာနော်ဒါကြောင့်လူမိုက်တွေအင်မတန်မမောတဲ့ခန္ဓာတဲ့သူပြောပြတယ်အဲ့ဒါလို့ခန္ဓာကိုယ်ကြီးကိုပြင်ဆင်ဖိလိမ့်ပြီးတော့နေခြင်းဟာမစင်အိုးကိုဆေးချယ်တယ်လို့နေမှာပဲတဲ့လိမ့်လာတဲ့လူတွေအားတော့နာပါတယ်ဗျာဒကမာကြီးတွေအဲ့ဒါ तू ပြောတာဦးစင်းကပြောပြတာဦးစင်းပြောတာမဟုတ်ဘူးဟုတ်လားဦးစင်းတို့လည်းပဲအဲ့ဒါလောက်ထိညံကမရင်သေးပါဘူးဟုတ်လားကိုဖိလိမ့်ပြင်ဆင်နေခြင်းဟာမစင်အိုးကိုဆေးချယ်တယ်လို့နေမှာပဲတဲ့အဲ့ဒါလိုလေးပြောတာဦးစင်းကတော့ချီးကျူးပါတယ်အင်မတန်ပြောတတ်သောအမျိုးသမီးလို့အဲ့ဒီလိုပြောတော့အဲ့ဒီတကာကဘာပြန်ပြောတုံးဆိုတော့ရှင်မရဲ့မင်းအဲ့ဒါလောက်တရားသဘောတွေကိုစိတ်ဝင်စားနေတယ်တန်ဝေကတွေအဲ့ဒါလောက်ရနေတယ်ဆိုလို့ရှိရင်မင်းဘောင်းမဲကြောင့်အိမ်အောင်ပြုတော့တဲ့ဒါလည်းမေးသင့်တာပဲနော်အဲ့ဒီတော့မှသူကအကျိုးအကြောင်းအကုန်ပြောပြတယ်အမေအဖေကခွင့်မပြုလို့အရှင်သာခွင့်ပြုမယ်ဆိုရင်ဒီကနေ့ပဲယဟန်ပြုခြင်းပါတယ်သူတန်တရားဝတ်ကလွတ်အောင်လုပ်ပေးရရှိလင်ယောက်ျားကလည်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်သဘောထားပြည့်ဝတဲ့ပုဂ္ဂိုလ်ဆိုတော့မြင့်မြတ်တဲ့အလုပ်ကိုငါလုံးဝအားပေးတယ်အဲ့ဒါနဲ့သူ့မိမကိုထမ်းစင်ပေါ်တင်ပြီးတော့တကယ်ကိုသာသာနာနာကျောင်းတော်ကိုပို့ပြီးတော့ဘိက္ခုနီမပြုတ်ပေးတာအဲ့ဒါ तू မသိတဲ့အချက်ကသူ့ရဲ့ဝမ်းပိုက်ထဲမှာပဋိသန္ဓေပါလာတယ်ဆိုတဲ့အချက်ကိုအဲ့ဒီအမျိုးသမီးလေးမသိဘူးပြီးတော့ဒေဝဒတ်တို့ရဲ့အသင်အပင်ဘိက္ခုနီမတွေရဲ့ထံမှာယဟန်ပြုရဲ့နေတာဆိုတာလဲ तू မသိဘူးအဲ့ဒီလိုနဲ့ तू ဘိက္ခုနီမဘဝမှာတကယ်ကိုပဲတရားနှလုံးကျင့်သုံးပြီးတော့တည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းနေလာရင်းနဲ့ဒီကိုယ်ဝင်ဟာတဖြည်းဖြည်းနဲ့ထင်ရှားလာတာအဲ့ဒီတော့သတင်းသုံးပေါ်တွေကရှင်မဘလို့ဖြစ်တာတော့ဘလို့ဖြစ်တာလဲတော့ငါမသိဘူးဒါပေမဲ့ငါသီလကတော့စင်ကြင်ပါတယ်အဲ့ဒီတော့ဆရာဖြစ်တဲ့ဒေဝဒတ်စီကိုဘိက္ခုနီမတွေကခေါ်သွားတာအဲ့ဒီတော့ရှင်ဒေဝဒတ်ဆိုတာကလည်းတတိပညာအားနေတဲ့ပုဂ္ဂိုလ်ဆိုတော့အယံကာယောကြီးဆုံးဖြတ်ချက်ချတယ်ဟေးလူကိုလဲပေးလိုက်ငါတို့နာမည်ပြက်လိမ့်မယ်သူနာမည်ပြက်မှဆိုတာလူကိုလဲပေးလိုက်တယ်အဲ့ဒါဦးဇင်းတို့ကျမ်းဂန်တွေကဓမ္မပဒထကရာတွေကဘလို့ပြောလဲဆိုတော့အမြင့်ကနေပြီးတော့ကြောက်တုံးကြီးကိုဘေးပြီးမကြည့်ဘဲနဲ့အယံကာရောလှိမ့်ချလိုက်တယ်လို့မျိုးဆုံးဖြတ်ချက်ချတာတဲ့ပြီးတဲ့ဥပမာမကောင်းဘူးလားတောင်ထိပ်ပေါ်ကနေကြောက်တုံးကြီးလှိမ့်ချလိုက်တယ်ဘယ်သူတိုက်မယ်မှမသိဘဝတိုက်မယ်မှမသိဘေးပြီးမကြည့်ဘဲနဲ့ရမ်းပြီးတော့လှိမ့်ချကြောက်စရာမကောင်းဘူးလားအဲ့ဒါလို့ဆုံးဖြတ်ချက်မျိုးချတာဒေဝဒတ်ကအဲ့ဒီတော့အမျိုးသမီးလေးကဘာပြန်ပြောတုံးဘိက္ခုနီမလေးကဘာပြန်ပြောတုံးဆိုတော့အရှင်ရဲ့သာသနာမှာကျွန်တော်မျိုးမယဟန်ပြုခဲ့တာမဟုတ်ဘူးမြတ်စွာဘုရားရဲ့သာသနာတော်မှာမြတ်စွာဘုရားကိုရည်မှန်းပြီးတော့ယဟန်ပြုခဲ့တာယဟန်ဖြစ်ကိုလွယ်လွယ်ကူကူရခဲ့တာလည်းမဟုတ်ဘူးဒါကြောင့်ကျွန်တော်မျိုးမကိုမြတ်စွာဘုရားကြီးပို့ပါလို့အဲ့ဒါလို့သူတောင်းပန်တာအဲ့ဒါနဲ့ဘုရားစီရောက်သွားဆိုကြစို့နော်မြတ်စွာဘုရားကသိတယ်ဒီဘိက္ခုနီမသီလစင်ကြယ်တယ်ဆိုတာသိတယ်ဒါပေမဲ့အများတန်တရားဝင်ပါဆိုလို့မြတ်စွာဘုရားမဆုံးဖြတ်ဘူးအဲ့ဒီအမှုကိုရှင်ဥပါလိကြီးကိုအပ်တယ်ရှင်ဥပါလိဆိုတာကဝိနည်းအရာမှာဣတရေရတဲ့ပုဂ္ဂိုလ်ရှင်ဥပါလိကလည်းဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်သိတယ်ဒါကိုသိပေမဲ့လို့အမှုကိုအမှုနဲ့တူအောင်ဆုံးဖြတ်ရတာကိုအဲ့ဒါနဲ့အနာရဘိန်တို့ဝိသခါတို့မြို့မြတ်တဲ့ဘုန်းတွေအကုန်ခေါ်ပြီးတော့ဘိက္ခုနီမလေးကိုဝိသခါကျောင်းအမကြီးစီကိုအပ်တယ်ဘယ်တုန်းကရခဲ့တဲ့ကိုဝင်လေဒါကိုသိအောင်လို့ဒီတော့ဝိသခါကတင်းတိမ်ကလကာတွေကာပြီးတော့စစ်ဆေးတယ်လူဘဝကရခဲ့တဲ့ကိုဝန်လို့ဆုံးဖြတ်တယ်အဲ့ဒီလိုရှင်ဥပါလိကိုလျှောက်တော့ရှင်ဥပါလိကအဲ့ဒီလိုဆိုရင်သီလဝိသုဒ္ဓိဖြစ်တယ်လူဝလဲเสียမလိုဘူးလို့အမှုကိုအဲ့ဒါလိုဆုံးဖြတ်တယ်အဲ့ဒါနဲ့ဘိက္ခုနီဘဝမှာဆက်ပြီးတော့နေထိုင်တယ်9လကျော်10လရောက်တော့ရွှေရောင်အစင်းရှိတဲ့သားယောက်ျားလေးဖွားတယ်အဲ့ဒီကလေးလေးကရှင်ကုမာရကတ္တပဖြစ်လာတာလာသားလေးအရွယ်ရောက်တော့ကောသလဘုရင်ကကျောင်းတော်ကိုရောက်လာတော့ကလေးငိုသံကြားတယ်ဘာဖြစ်တာတော့ဒီလိုဒီကျောင်းမဲအရှင်မတွေနဲ့ကလေးငိုသံနဲ့မအပ်ဆက်ပါဘူးအဲ့ဒီတော့ငါမွေးမယ်ဆိုပြီးတော့အဲ့ဒီကလေးကိုရှင်ဘုရင်ကယူသွားတာဒီလာသားလေးကိုကိုယ့်ရဲ့ရင်ဝင်ကဆွဲထုတ်သွားတော့မိခင်တယောက်အနေနဲ့ဘယ်လိုခံစားရမလဲ
တက္ကမကြီးတွေအမြဲတမ်းသားတော်ကနဲ့မျက်ရည်ဝိုင်းနေမှာပေါ့ဟုတ်လားဒါပေမဲ့ဘယင်ကြီးလှုပ်တဲ့အလုပ်ကလည်းပဲတင့်တယ်လျှောက်ပတ်တဲ့အလုပ်ဖြစ်နေတော့တင့်တဲ့အလုပ်ဖြစ်နေတော့ तू မငင်းတာအဲ့ဒါနဲ့နေရှိသေးပြီဒီသားတော်ကနဲ့ तू နေတာဒီဘိက္ခုနီမလေးစောစောတုန်းကတရားအမြင်နေအင်မတန်ရင့်ကျက်နေပြီမဲ့လို့မိမိရင်သွေးနဲ့ပတ်သက်လာတော့တရားနှလုံးကိုကောင်းကောင်း तू မကျင့်သုံးနိုင်ဘူးအဲ့ဒါလိုဖြစ်တယ်အဲ့ဒါနဲ့ဒီသားလေးကခုနှစ်နှစ်သားအရွယ်လေးရောက်လာတော့ပြေးလွှာဆော်ကစားအချင်းချင်းရံဖြစ်ကြတော့ဟဲ့အမိမဲ့သားအဖမဲ့သားအဲ့ဒီလိုပြောခံရတော့ကလေးကဘယင်ကြီးကိုသွားပြီးတော့မေးတာအမေဘယ်သူလဲဟောဒီမောင်မတွေဟာမင်းအမေတွေပေါ့အမေဆိုတာတယောက်ပဲရှိရတာနော်ဟာငါဒီကလေးကိုတော့လှည့်စားလို့မဖြစ်ဘူးဆိုပြီးအမှန်တိုင်းပြောတာမင်းရဲ့အမေဟာဘိက္ခုနီမတစ်ပါးပဲဆိုတော့ကလေးကအင်မတန်တန်ဝေကရတယ်လို့ဆိုတယ်အဲ့ဒါနဲ့ဘယင်ကြီးကိုခွန့်တောင်းတယ်သူအခုပဲကိုရင်ဝိပ္ပယစီရှင်သာမဏေပြုပေးပါအဲ့ဒါနဲ့ကလေးလေးကကျောင်းတော်မှာကိုရင်ဝိကလေးအနေနဲ့ရောက်လာတာအဲ့ဒီတော့မြတ်စွာဘုရားကစားတရားလေးတစ်စုံတရာပို့လို့ရှိရင်ဟဲ့ကတ္တပကိုပေးလိုက်စမ်းကလေးနာမည်ကကတ္တပဘယ်ကတ္တပတုံးဗျာကတ္တပတွေကအများကြီးဟေးမင်းသားကဖြစ်လာတဲ့ကုမာရကတ္တပကိုပေးလိုက်အဲ့ဒီမှာသူ့ရဲ့နာမည်ကိုကုမာရကတ္တပလို့တွင်တာနော်ပြောမယ်ဆိုတော့လည်းလိပ်ပတ်လိုက်အောင်ပြောရတယ်ဟုတ်လားအဲ့ဒီလိုနဲ့အဲ့ဒီရှင်ကုမာရကတ္တပကိုရင်ကလေးတဖြည်းဖြည်းနဲ့ကြီးလာတော့ယဟန်ပြုမအေကတော့သားကိုတွေ့တယ်လက်မတွေ့တယ်လက်နဲ့ဒီလိုပဲနဲ့အဝေးကနေလွမ်းပြီးတော့နေရတာပေါ့ဟုတ်လားအဲ့ဒါနဲ့ယဟန်သစ်ကလေးဖြစ်တဲ့ရှင်ကုမာရကတ္တပတရားနှလုံးကျင့်သုံးမိမလို့တရားဓုမရတော့မြတ်စွာဘုရားကြီးကနေကမ္မထံဘာဝနာတွေတောင်းပြီးတော့အန္တဝံတောအုပ်သေးကိုသပိတ်တလုံးသင်္ကန်းသုံးတယ်နဲ့ထွက်သွားတာတရားကျင့်မယ်ဆိုအဲ့ဒီသတင်းကိုမေတော်ဘိက္ခုနီမကြီးကကြားလာငါသားတောထွက်သွားပြီတဲ့ငါသားကိုဒီနေ့ကစပြီးငါမတွေ့ရတော့ဘူးအဲ့ဒီလိုနဲ့နေတာအဲ့ဒါတောထဲရောက်တော့ဘလောက်ကြာတော့ဆိုရင်12နှစ်လောက်ကြာတယ်အဲ့ဒီတော့မှသူတရားဓုရတယ်တရားဓုရပုံလေးကလည်းစိတ်ဝင်စားစရာကောင်းတယ်အနာဂံမြမကြီးအရင်ဘဝတုန်းကသူနဲ့တငယ်ချင်းတော်ဆက်ခဲ့တာကတ္တပမြတ်စွာဘုရားလက်ထက်တုန်းကယဟန်တော်9ပါးတောင်ထိပ်ကိုတက်ပြီးတော့တရားအထုတ်တာဒီလူတွေကြားဘူးပါတယ်နော်ကျိုးလေကားနဲ့တက်ပြီးတော့လှေကားကိုဖြုတ်ချတာတရားဓုရရင်ရမရရင်အသေးအဲ့ဒါလောက်တရားကိုမျက်နှိုးတာအဲ့ဒါတပါးကယဟန္တာဖြစ်တယ်လေယဟန္တာဖြစ်တော့ငါရှင်တို့ကိုငါဆုံးခံကြွေးမယ်ဟေးအစာတုန်းကအဲ့ဒီဂတိကဝတ်မပါဘူးတို့လက်မခံနိုင်ဘူးသင်ချမ်းသာရာကြွလက်မခံဘူးဗျအဲ့ဒါနဲ့တပါးကြွသွားပြီနောက်တပါးကအနာဂံဖြစ်တယ်ဇံဘိညာဉ်မှာရတယ်သင်တို့ကိုငါဆုံးခံကြွေးပေးရစီလက်မခံဘူးအဲ့ဒီအနာဂံမထေကသုတိစိတ်ကြတော့ဗြဟ္မပြည်မှာဗြဟ္မာသွားဖြစ်တာကျန်တဲ့၅ပါးဘာတရားဓုမှမရဘဲနဲ့အဲ့ဒီတောင်ပေါ်မှာတင်အစာရေစာပြတ်ပြီးတော့ပြန်တော်မူတယ်ပေါ့အဲ့ဒီ၅ပါးတွေကတပါးကရှင်ကုမာရကတ္တပနော်အဲ့ဒီမှာအနာဂံမြမကြီးကငါတကယ်ချင်းနေဘယ်ရောက်နေတော့ဩအန္တဝန်တောထဲမှာရှင်ကုမာရကတ္တပတရားနှလုံးကျင့်သုံးနေပါလားတရားဓုရအောင်ငါအကူအညီပေးမယ်ဆိုပြီးတော့သူကဆင်းလာတာဆင်းလာပြီးတော့ပြဿနာ15ချက်မေးတာအဲ့ဒီပြဿနာ15ချက်ကိုရှင်ကုမာရကတ္တပမဖြေနိုင်ဘူးအင်မတန်ဉာဏ်ကောင်းတဲ့ပုဂ္ဂိုလ်ပါရှင်ကုမာရကတ္တပဒါပေမဲ့မဖြေနိုင်ဘူးအဲ့ဒီမေခွန်း15ချက်ကိုလက်ဆောင်အနေယူပြီးတော့မြတ်စွာဘုရားကိုသွားပြီးတော့မေးတော့မြတ်စွာဘုရားကအဲ့ဒီ15ချက်ကိုဖြေတယ်အဲ့ဒီအမေးအဖြေကိုဦးဇင်းတို့ဝံမိကသုတ်တံဆိုပြီးတော့သာသနာတော်မှာသံဃာယနာတင်ထားတယ်ဓမ္မပဟုတုတကျွယ်ဝတဲ့ပုဂ္ဂိုလ်တွေကြားဘူးကြလိမ့်မယ်ဝံမိကသုတ်တံတဲ့ကြားဘူးလားမကြားဘူးဝံမိကဆိုတာဗမာလိုတောင်ပူကြီးလို့အဓိပ္ပာယ်ရတယ်နည်းနည်းလေးကြောညာဝင်လိုက်ဦးမယ်အဲ့လိုဆိုရင်ဟင်ဒကမာကြီးတွေအစာအဆုံးပြောရင်တော့ဝံမိကသုတ်တံကိုဟောတယ်လို့ဖြစ်သွားမှာနော်မေးတယ်တဲ့ကျမကြီးကယဟန်တောင်ပူကြီးတစ်လုံးရှိတယ်အဲ့ဒီတောင်ပူကြီးကနေ့မှမီးတဟုံဟုံတောက်နေတယ်ညဆိုရင်တော့မိခိုးတူတွေထွက်လို့အဲ့ဒီတောင်ပူကြီးကိုဉာဏ်ပညာသိကြီးတဲ့ဒိဋ္ဌပါမောက္ခဆရာကြီးကပေါက်ပြားကင်ပြီးတော့သူ့ရဲ့တပည့်ကို
ငါတပည့်မင်းဒီတောင်ပူကြီးကိုတူးစမ်းလို့ခိုင်းနေတဲ့အဲ့ဒီလိုခိုင်းတဲ့အခါကျတော့အဲ့ဒီတောင်ပူတွေကဘာတွေတွေ့တယ်အများကြီးတွေ့နော်ဒါကြောညာဝင်တာနော်တက္ကမကြီးတွေအေးအဲ့ဒါတွေတွေ့တော့နောက်ဆုံးအဲ့ဒီတောင်ပူတွေကနဂါးကိုတွေ့တယ်ပြဿနာ15ချက်အဲ့ဒီနဂါးကိုတော့မင်းဘာမှသွားမလုံးနဲ့ရေစစ်တွေတွေ့တယ်ဘားတွေတွေ့တယ်လိတ်တွေတွေ့တယ်စင်ဒီတုံးတွေတွေ့တယ်ဟုတ်လားအဲ့ဒါဘာတွေလဲလို့ရှင်ကုမာရကတ္တဗမသိမြတ်စွာဘုရားကိုသွားမေးတော့မှမြတ်စွာဘုရားကဖြေတာတောင်ပူကြီးဆိုတာဒီခန္ဓာကိုယ်ကြီးတဲ့တောင်ပူကြီးမှာအပေါက်တွေအများကြီးရှိတယ်ဒီခန္ဓာကိုယ်ကြီးမှာလည်းပဲအပေါက်တွေအများကြီးရှိတယ်တောင်ပူကြီးထဲမှာတန်တရားဖြစ်เสียကြောက်เสียယွန်းရှာเสียတတ္တဝါတွေအမျိုးမျိုးခိုးအောင်ပြီးတော့နေနိုင်တယ်မွေတွေကင်းလိတ်ချောတွေမရှိနိုင်ဘူးလားဒီခန္ဓာကိုယ်ကြီးထဲမှာကိုပိုးကောင်တွေအများကြီးမရှိဘူးလားရှိတယ်ဒီထဲမှာပဲအိမ်တော်သားမွေးအိမ်သာတင်းញိုင်းလုပ်ပြီးတော့နေကြတာလေမမြင်နိုင်ကြလို့သာမမောနိုင်ကြတာကိုဟုတ်လားဒါကြောင့်တောင်ဖို့ဆိုတာဒီခန္ဓာကိုယ်ကြီးနေမှာမိတုံဟုံဟုံတောက်တယ်ဆိုတာကကာယကံမှုဝစီကံမှုတွေနဲ့ပြောဆိုလှုပ်ကန်ပြီးတော့တခါတဲ့ဇောတွေကပ်ပြီးတော့ပြောဆိုလှုပ်ကန်နေကြတာကံနေသဘောပေါက်တယ်နော်အဲ့ဒါနေမှာဘာလုပ်နေတယ်မိတောက်နေတာနောင်မှာဘဝတစ်တဖန်ဖြစ်ကြောင်းအလုပ်တွေလုပ်နေတာမိတောက်တာပြီးရင်အဲ့ဒါအိုခြင်းတည်းဟူသောမိတွေတောက်လိုက်မယ်နာခြင်းသေခြင်းတည်းဟူသောမိတွေတောက်လိုက်ညမှာမိကိုတွေတူထတယ်ဆိုတာကဘယ်တော့မှငါ့ကိုဘယ်သူကဘယ်လိုပြောတာအတိတ်ကိုပြန်ပြီးတော့မတွေးဘူးလားအဲ့ဒါငါသူ့ကိုဘယ်လိုပြန်ပြောမှဖြစ်မယ်အနာဂတ်ကိုလှမ်းကြိုမတွေးဘူးလားစီးပွားရေးတွေနဲ့ပတ်သက်လူမှုရေးတွေနဲ့ပတ်သက်ဘဝရေးတွေနဲ့ပတ်သက်အမျိုးမျိုးမအိတ်ခင်မှမတွေးဘူးလားအဲ့ဒါမိကိုဥတာတဲ့အတွေးတွေကိုအမွှေ့နဲ့ဥပမာပေးတာပေါ့နော်ခန္ဓာတည်းဟူသောတောင်ပူကြီးတွေကနေပြီးတော့မိကိုတွေထွက်နေတာအိယာနိုးတော့လည်းပဲတောက်လျှောက်မထနိုင်သေးဘူးဘာလို့ရမှာပါလဲတန်းပြီးတော့တွေးတာပဲဒကာကြီးတို့မိုင်းများအေးပညာရှိယောက်ျားဆိုတဲ့ဆရာကြီးကတော့မြတ်စွာဘုရားကိုပြောတာတဲ့ပေါက်ပြားဆိုတာကပညာကိုပြောတာတဲ့ဟုတ်လားအေးအဲ့ဒီမှာဉာဏ်ရှိတဲ့လူလင်ကလေးတူးခိုင်းတဲ့တပည့်ဆိုတာကတော့ချမ်းသာခြင်းကြတဲ့တာဝကတွေပေါ့တရားနှလုံးကျင့်သုံးကြတဲ့ပုဂ္ဂိုလ်တွေပေါ့နော်အေးအဲ့ဒါလို့ဝမ္မိကသုတ်တံဖြစ်ပေါ်ခြင်းအကြောင်းသည်တင်ရှင်ကုမာရကတ္တပကိုအကြောင်းပြုပြီးတော့ဖြစ်တယ်အဲ့ဒီရှင်ကုမာရကတ္တပဟာဒီဝမ္မိကသုတ်တံဒေသနာတော်မှာလာတဲ့နီးအတိုင်းကျင့်ကြံကြိုးကုတ်တော့12နှစ်မြောက်တဲ့နေ့မှာ12နှစ်မြောက်တဲ့အချိန်မှာပေါ့နော်သူဟာအာတဝေါကုန်ခန်းလို့ယဟန္တာဖြစ်တယ်ယဟန္တာဖြစ်ပြီဆိုတော့ယဟန်ကိစ္စပြီးပြီဆိုတော့သူเจ้าတော်ကိုပြန်ပြီးတော့ကြွလာအဲ့ဒီလိုနဲ့ရာဇဂျိုမြို့ထဲမှာတနေ့တော့သားအမိ2ယောက်ဆွမ်းခံရင်းနဲ့တွေ့ကြတာဟုတ်လားငါသားလေးနဲ့တူလိုက်တာနောက်ကကြည့်ဟုတ်ပါတယ်ဒါငါသားလေးပါရှေ့ကနေသွားကြည့်သေးကြတယ်ဆိုအပြေးလိုက်မေကြီးကမျက်ရည်တွေစိုးအဲ့ဒါနဲ့သားဖြစ်တဲ့လူကလည်းပဲဩမေတော်ကြီးလိုက်လာတယ်ဆိုတော့ရက်နေသားရဲ့ခြေပမိုးကိုကုန်းပြီးတော့ဝှစ်ချနှစ်ဖူးနဲ့တိုက်ပြီးတော့ဝှစ်ချပါဇက်ကလည်းတွတ်နဲ့ငါသားကိုခုမှတွေ့ရတယ်မျက်ရည်တွေကခြေပမိုးမှာရွှဲအဲ့ဒီလိုအချိန်မျိုးမှာရှင်ကုမာရကတ္တပကစဉ်းစားတယ်ဒီအချိန်မှာငါရဲ့မေတော်ကိုနူးညံ့တဲ့ပျော်ပြောင်းတဲ့စကားတွေပြောမယ်ဆိုရင်တန်ရောစဉ်ကျိုးတွေသာတရစ်ရစ်ပြီးတော့မေတော်မလွတ်မလပ်ဖြစ်ရှာတော့မယ်ကျိုးတွေချီမှတော့ဘယ်လွတ်လပ်တော့မှာလဲဟုတ်လားအဲ့တော့ဒီအချိန်မှာကြမ်းထမ်းတဲ့စကားကိုငါပြောမှဖြစ်ဆေးကားကြီးတိုက်မှာဟုတ်လားအဲ့ဒါနဲ့ဘယ်နဲ့ပြောလိုက်တုံးဆိုတော့ဘိက္ခုနီမကြီးဘာတွေလုံရင်အချိန်ကုန်နေတာလဲယဟန်ပြုလာတာကြာလာပြီအခုချိန်ထိဒီချစ်ချင်းဆိုတဲ့တရားလေးတစ်ခုကိုတောင်မဖြတ်နိုင်သေးဘူးလားအော်လွန်းလို့မအေဖြစ်တဲ့ဘိက္ခုနီမကြီးကမော့ကြည့်သူနာသူမယုံနိုင်ဘူးငါသားဘလို့ပြောလိုက်တာထပ်ပြောတယ်ခမည်းကြီးဒီလောက်ကြာအောင်သူတော်ကောင်းတရားကျင့်သုံးနေတာဘာတွေလုံရင်းနဲ့အချိန်ကုန်နေတာလဲဒီချစ်ချင်းလေးကိုတောင်မှမဖြတ်နိုင်ဘူးလားဒီတော့ကြနေတဲ့မျက်ရည်တွေရက်သွားတယ်
စွန့်တယ်နော်အေးအဲ့ဒါနဲ့သူကငါကတာနေ့တိုင်းညတိုင်းငါသားနဲ့သားစောကပ်ပြီးတော့တရားနှလုံးမကျင့်သုံးနိုင်တော့အောင်သားတော်ကတွေနဲ့စိုးရိမ်နေတာသူကတော့ကြည်စမ်းမအောင်ပြောရလိုက်တာအဲ့ဒါနဲ့မှင်တက်ပြီးတော့သားကိုဝှက်ချပြီးဘာမှနှုတ်တောင်မဆက်တော့ဘူးကျောင်းကိုပြန်သွားတာကျောင်းလေရောက်ပြီဆိုတော့ငါ့ကိုပြောတာချစ်ချင်းလေးတောင်မဖြတ်နိုင်ဘူးလားတဲ့ဟုတ်ပြီဆိုပြီးတော့အဲ့ဒီမှာသူတရားကျင့်တာအဲ့ဒီနေ့မှာပဲအတဝေါကုန်ခန်းလို့ယဟန္တာဖြစ်တယ်ရှင်ကုမာရကတ္တပရဲ့ကျေးဇူးဆက်ပုံကလေးတိုက်လိုက်တဲ့ဆေကားကြီးမစွမ်းဘူးလားစွမ်းတယ်နော်သူ့နေရာနဲ့သူပဲနော်တခါကြီးဒီမကြီးများသူ့နေရာနဲ့သူပဲနော်အေးအဲ့ဒါလို့သူတော်ကောင်းကြီးတွေဟာအရှိမြင်တာအဲ့ဒီတော့မှမေတော်ကြီးကသားကိုကျေးဇူးတင်ခြင်းတင်းနေမှာပေါ့ယဟန်တော်တွေကအဲ့ဒီမှာပြောကြကြည်စံသားအမိနှစ်ယောက်ယဟန္တာဖြစ်လို့တကယ့်ကိုအကျိုးရှိသွားကြပြီရှင်ဒေဝဒတ်အလိုရလူကိုလဲပေးလိုက်မယ်ဆိုရင်သူတို့သားအမိနှစ်ယောက်ကိုကျိုးနေပေါ့အခုမြတ်စွာဘုရားကိုအမိပြုရလို့သူတို့ချမ်းသာကြပြီလို့မြတ်စွာဘုရားကိုချီးကျူးကြတာဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကချစ်သားတို့အခုမှဒီသားအမိငါ့ကိုအကြောင်းပြုပြီးတော့ချမ်းသာတာမဟုတ်ဟိုရှိတုန်းကလည်းချမ်းသာဘူးတယ်ဆိုပြီးတော့ဦးဇင်းတို့နိရောဓဇတ်ဆိုတာကိုမြတ်စွာဘုရားဟောတယ်လူငယ်တွေအတွက်အပြေးလွှာလေးပြောပါဦးမယ်ဟုတ်လားတခုသောဘဝတုန်းကဦးဇင်းတို့ဘုရားလောင်းကြီးကနိရောဓဆိုတဲ့အမည်နဲ့ရွှေသမင်ဖြစ်တယ်နောက်ပါအကောင်900လောက်ရှိရှင်ဒေဝရတ်အလောင်းကလည်းပဲတာခဆိုတဲ့အမည်နဲ့ရွှေသမင်ဖြစ်တယ်နောက်ပါအကောင်900လောက်ရှိဗာရာဏသီပြည်ကိုဆိုရတဲ့ပြမရမင်းကသမင်စားအင်မတန်ကျူးတယ်ဒါကြောင့်ရွာသားတွေကိုခေါ်ပြီးတော့အမြဲတမ်းတောလှယ်ရွာသားတွေကအလုတ်ပြက်တော့စိတ်ပြက်ပြီးတော့တိုင်ပင်စည်းဝေးပြီးတော့သမင်အုပ်စုကြီးကိုဘရင်ဥယျာဉ်နဲ့ရအောင်ခြောက်ပြီးတော့သွင်းတယ်ပြီးတော့ဘေးကနေပြီးတော့စီယိုးတွေကာထားလိုက်တယ်အရှင်မင်းတွေကတနေ့တကောင်ပြစ်တက်ပြီးတော့စားပါအပ်ထားခဲ့တာအဲ့ဒီမှာဘရင်ကြီးကတနေ့တကောင်မြားနဲ့ပြစ်တက်ပြီးတော့စားအဲ့ဒီလိုမြားနဲ့ပြစ်တော့သမင်တွေကကြောက်တော့တိုးကြခွေကြခြေထောက်ကြီးကျိုးကြမျက်လုံးတွေကန်းကြအဲ့ဒီတော့သမင်ကောင်းဆောင်2ဦးကတိုင်ပင်နဲ့စီဝေးတယ်သင်ရဲ့အုပ်စုကတကောင်တရက်တစ်လှည့်ငါအုပ်စုကတကောင်တရက်တစ်လှည့်အလှည့်ကြသေးပေးကြကြီးအသက်ခံကြသူတို့2ကောင်ကတော့ရွှေရောင်အစင်းရှိလို့မို့ဘုရင်ကြီးကဘေးမဲ့ပေးထားဥပတိတံပတ္တိအကျိုးကျေးဇူးကြီးတယ်နော်ရုပ်လှတယ်ဆိုတာအဲ့ဒါလို့အကျိုးကျေးဇူးရှိတယ်ဟုတ်လားတခါကြီးမိုက်မြရွှေသမင်ရွှေအယောင်မှုလို့ဗါတဲ့တော့အသက်မခံရဘူးဒါကြောင့်ဖြစ်လေရဘဝရုပ်လှအောင်မေတ္တာနာနာပွားကြနော်တခါကြီးမိုက်မြအေးထားပါတော့အဲ့ဒီလိုတိုင်ပင်စည်းဝေးတော့တကောင်တရက်တကောင်အသေးခံတနေ့တော့သမင်မာလေးတကောင်ကမျိုးကြီးနဲ့အဲ့ဒါနဲ့တာခသမင်မင်းရဲ့အုပ်စုကဆိုတော့တာခကြီးကိုသွားပြီးတော့သူကတောင်းပန်တယ်သူ့ကိုဒီသားကလေးဖွားပြီးဒီအထိစောင့်မှာသားလေးဖွားပြီးမှအသေးခံမရစီဒီချိန်မှသိမယ်ဆိုရင်တော့သူ့သားလေးအချင်းလေးသေလိမ့်မယ်မိခင်မြစ်တာဒီတော့တာခသမင်ကတကောင်သေရမဲ့လှဲ့ကိုတခြားတကောင်ကိုပြောင်းမပေးနိုင်ဘူးသင်မဲသေအဲ့ဒီလိုပြောတော့ဒီသမင်ကကြမ်းထမ်းလိုက်တာနိရောဓတိသွားပြီးတော့အကူကြီးတောင်းမယ်ဆိုဘုရားလောင်းတီရောက်လာဒီတော့ဘုရားလောင်းကဒီသမင်သေရမယ့်အရေးကိုဒီပြင်သမင်သေရမယ်ဆိုရင်တော့မဖြစ်သင့်ဘူးအဲ့ဒီတော့ငါပဲအသေးခံမယ်သမင်မာလေးနဲ့အထဲထဲကသမင်လေးရဲ့အသက်ကိုဘုရားလောင်းကကဲတာအဲ့ဒါစင်းနေတုံးပေါ်သွားပြီးတော့လဲဆင်းနေတော့ဘုရင်ကြီးကဟဲ့သင်ကိုဘေးမဲ့ပေးထားတယ်မဟုတ်လားအဲ့ဒီမှာသမင်မာလေးအတွက်သူအသက်ဆွန့်တဲ့အကြောင်းပြောပြတော့ဘုရင်ကြီးကအံ့ဩတယ်လူတွေထဲမှာတောင်ဒီလောက်မြင့်မြတ်တဲ့စိတ်ရှိတဲ့လူသူမတွေ့ဘူးပါဘူးအဲ့ဒါနဲ့သမင်လေးအကုန်လုံးကိုဘေးမဲ့ပေးတာတတ္တဝါတူတယောက်မြင့်မြတ်တဲ့စိတ်ထားပြလိုက်တာဘလောက်အကျိုးကြီးသွားလဲအဲ့ဒါတွေရလိမ့်မယ်လို့တော့မျှော်လင့်တာမဟုတ်ဘူးနော်အေးအဲ့ဒါနောက်တော့တိဋ္ဌာန်တွေအကုန်လုံးကိုပါဘေးမဲ့ပေးတာဒါဥစဉ်ကဇတ်တော်ကိုအချင်းချုပ်ပြီးတော့ပြောတာအဲ့ဒီသမင်မာလေးကလွတ်သွားတော့သမင်ကလေးဖွာလာတော့ရွှေရောင်သမင်ကလေးလှလိုက်တာသူ့သားကလေးပြေးနိုင်လွှားနိုင်တော့အဲ့ဒီသမင်မကဆုံးမတယ်သူ့သားလေးကို
နိရောဓမေဝသေဝေယနိရောဓမေဝနိရောဓကိုသာလင်သေဝေယမိဝဲစိကပ်ပါလောသာခန္တာခကိုနဥပတံဝတိမမိဝဲမရှိကပ်လေလင်ငါသာနိရောဓနဲ့ပေါင်းသာခနဲ့မပေါင်းနဲ့နိရောဓသမိန်နိရောဓရဲ့အထက်မှာမတန်သေးရခြင်းသည်သေရောမြတ်လှပေ၏သာခသမိန်သာခရဲ့ဓမ္မဇီဝိတအသက်ရှင်၍နေရခြင်းသည်နသေရောမမြတ်သေးသာတည်းသာခသည်မှာရှင်သန်ရတာထက်နိရောဓသည်မှာသေလိုက်ရတာကမြတ်တယ်ပြောတဲ့စကားလေးမပိုင်ဘူးလားပညာရှိသူတော်ကောင်းနဲ့ပေါင်းရတာကောင်းတယ်လို့ပြောတာလူမိုက်စီမှာအခွင့်အရေးတွေရပြီးတော့အသက်ရှင်နေရတာတဲ့ပညာရှိသူတော်ကောင်းဒီမှာသေရတာကမြတ်တယ်လို့ပြောတာအဲ့ဒါနိရောဓဇတ်ပဲဗျနော်အဲ့ဒီဘဝတုန်းကလည်းဒီသားအမိငါးကြောင့်ချမ်းသာဘူးတဲ့မြတ်စွာဘုရားကအဲ့ဒီမှာချစ်သားတို့ဒီဘိက္ခုနီမသားကိုအာမကိုပဲနဲ့သူ့ကိုယ်သူအာကိုပြီးတော့ကောင်းတဲ့ကောင်းအောင်မြင့်မြတ်တဲ့မြင့်မြတ်အောင်ဆုံးမလိုက်လို့တကယ်အားကိုးရအရှိကိုရပြီချစ်ချင်းဆိုတဲ့ရိုင်းဆိုင်မှုကိုဖျက်နိုင်လို့ခုအားကိုးရကိုရပြီအဲ့ဒီမှာမြတ်စွာဘုရားကစောစောကဒကာကြီးဒကာမကြီးများကိုဦးဇင်းတို့ရှင်းပြခဲ့တဲ့ဂါထာကိုဟောတာအတ္တာဟိအတ္တနောနာထောကောဟိနာထောပရောတိယအတ္တနာဟိသုဒံဒေနနာထံလပတိတုံလပံအတ္တာဟိမိမိသည်သာလေအတ္တနောမိမိနာထောအာကိုရပါပေတည်းပရောမိမိမတဘာခြားသောကောပဲမြည်သောပုဂ္ဂိုလ်သည်နာထောအာကိုရသည်ကောတိယဖြစ်နိုင်မှာအနိအတ္တနာဟိမိမိသည်သာလေသုဒံဒေနကောင်းစွာယဉ်ကျေးအောင်ဆုံးမလေသဖြင့်ဒုံလပံရနိုင်ငေသောနာထအာကိုရာရှစ်မှန်တရားကိုလပတိရနိုင်ပေ၏ဣတိဤသို့ဘဂဝါဘုန်းတော်6ပါးသခင်ဘုရားရှင်ကိုတော်မြတ်သည်ဤမံဂါထာဤတရားဒေသနာဂါထာတော်မြတ်ကိုဩဇာမေတ္တာကရုဏာရှိထား၍ဟောကြားတော်မူခဲ့ပါပေသည်တကားကိုယ်သည်သာလင်ကိုယ့်ရဲ့အာကိုးရာတခြားသောသူသည်ကိုယ့်အတွက်အာကိုးရာမဖြစ်နိုင်ဘူးမိမိကိုယ်ကိုဆုံးမမှမြင့်မြတ်စင်ကြယ်လာပြီကောင်းတာတွေဖြစ်လာပြီဒါထက်ပိုပြီးတော့နားလည်အောင်ပြောရရင်ဒါနမှုသီလမှုဘာဝနာမှုဆိုတဲ့မြင့်မြတ်မှုတွေဖြစ်လာပြီဆိုရင်အာကိုးရာအစစ်အမှန်ကိုရပါပြီလို့ဒီအဓိပ္ပာယ်ကလေးဟုတ်လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့ငါဟာငါအတွက်အားကိုးရာဖြစ်ရလားလို့ဒီမေးခွန်းကလေးကိုဒီဒေသနာတော်လေးနဲ့ညှိပြီးတော့အဖြေမှန်ထွက်အောင်တနည်းအားဖြင့်ကောင်းတဲ့အဖြေထွက်အောင်မမေးသင့်ဘူးလားအဖြေကောင်းထွက်အောင်လည်းမလုပ်သင့်ဘူးလားလုပ်သင့်နေဒါနတွေပြုမယ်နှမျိုးဝန်တိုးနေလို့ရေရှည်မကောင်းဘူးပစ္စည်းဥစ္စာရောခန္ဓာကိုယ်ရောပိုင်ဆိုင်မှုတွေဒီနေ့ပြစ်သွားခဲ့ရမှာသိမ့်ပိုက်ထားတာတဲ့စွန့်လွတ်တာကပိုမြင့်မြတ်တယ်အဲ့ဒါလို့ကိုဆုံးမပြီးတော့ဒါနတွေဖြစ်အောင်မလုပ်သင့်ဘူးလားကိုယ်နဲ့နှုတ်ကိုဗျံပဒါမထားဘဲနဲ့စောင့်စည်းတဲ့သီလသီသာလည်းသူတော်ကောင်းတွေမြတ်နိုးတယ်တမာတိပညာတို့ရဲ့တရားမဲ့ဉဏ်ဖိုးဉဏ်ရခြင်းရဲ့အကြောင်းဒါကြောင့်သီလတည်းဟူသောကောင်းမှုဖြစ်အောင်လုပ်သင့်တယ်လို့ဆုံးမပြီးတော့သီလတည်းဟူသောအာကိုးရာကိုမရှာသင့်ဘူးလားတမာတိပညာဆိုတဲ့တရားတွေမသေးခင်မှာမသိသေးတာသိအောင်ငါလုပ်မယ်အချိန်ဆိုတာဒီလိုကုန်သွားတာပဲအချီးနီးချိန်ကုန်သွားတာဒီမိုက်မင်းရရောက်တယ်လို့ဆုံးမပြီးတော့တမာတိတွေပညာတွေဖြစ်အောင်မလုပ်သင့်ဘူးလားအဲ့ဒါလို့တမာတိတွေပညာတွေရမယ်ဆိုရင်အာကိုးရမရဘူးလားရတယ်အဲ့ဒါလို့ကိုဒေသနာတော်မှာလာတဲ့နီးဖရာရဲ့ကျေးဇူးတော်ကိုအကြောင်းပြုအမိပြုပြီးတော့ဆုံးမပြီးတော့ကောင်းတာတွေဖြစ်အောင်လုပ်နိုင်မှကိုယ်ဒီသာလဲကိုယ့်ရဲ့အာကိုးရာအဲ့ဒါကိုရည်ရွယ်ပြီးတော့ဦးဇင်းတို့ကပြောတာအာကိုးရာလားနောက်ပြီးတော့ရန်သူလားအဲ့ဒါလိုမျိုးမှုဖဲနဲ့ပြောင်းမြန်ကြီးဖြစ်နေမယ်ဆိုကြပါစို့နှမျိုးဝန်တူမှုတွေကလည်းခေါင်ခိုက်ပြီးတော့ဘယ်သူမှမပေးနိုင်ဘူး
စောင့်စည်းမှုကလည်းဘာမှမရှိဘူးဒုတိလာကြီးအဖြစ်နဲ့နေရတမာတိပညာဘာမှမရှိဘဲနဲ့မေးလျော့ပေါ့ဆပြီးတော့ဘဝကိုရေစုံမျောဖြစ်တယ်လို့ပဲနေမယ်အဲ့ဒါလို့ဒုစရိုက်တရားတွေနဲ့ပဲနေမယ်ဆိုရင်တော့ကိုဟာကိုအတွက်အားကိုးရမဖြစ်ပါပဲနဲ့ကိုဟာကိုအတွက်ရန်သူတောင်ဖြစ်သွားတယ်တန်ဝေကရစရာမကောင်းဘူးလားအေးအဲ့ဒီမေခွန်းလေးကိုဒုတိယပိုင်းအနေနဲ့ဆက်ပြီးတော့ပြောရအောင်နော်စရန္တိပါလာဒုမေရာအမိတ်တေနေဝအတ္တနာကရွန်တာပပကံကမ္မယဟောတိကတုကံဖလံစရန္တိပါလာဒုမေရာအမိတ်တေနေဝအတ္တနာကရွန်တာပပကံကမ္မယဟောတိကတုကံဖလံယံကမ္မအကျင့်အလုတ်တို့သည်ကတုကံဆရှာခါသည်ပူလောင်သောအကျိုးပေးရှိကြပါပေကုန်၏ပါပကံယုတ်မာလကုန်သောတံကမ္မထိုကဲ့သို့သောကံတို့ကိုဒုံမီတို့ပညာမဲ့ကြကုန်သောဘာလာမိုက်မဲကြကုန်သောလူမိုက်တို့သည်ကရွန်တော်ပြုလုပ်ကြကုန်သည်ဖြစ်၍အမိတ်တေနေဝအတ္တနာမိမိသည်ပင်လည်းမိမိရဲ့ရန်သူဖြစ်၍စရန္တိတန်တရားကြီးထဲမှာလှဲ့လေ၍နေကြကုန်၏ကံဤရှိတယ်တဲ့နည်းနည်းလေးရှင်းပြမယ်နော်ကာယကံဝစီကံမနောကံကိုယ်နဲ့လှုပ်တော့နှုတ်နဲ့ပြောတော့စိတ်နဲ့ကြံတော့အဲ့ဒီကံတွေကတချို့သောကံတွေဟာကိုယ့်ကိုပူလောင်ဆက်ရှားပြင်းပြတဲ့ကြောက်เสียကောင်းတဲ့အကျိုးပေးတွေကိုဖြစ်စေတတ်တယ်။တတ်မယ်ခိုးမယ်ကာမဂုဏ်ဖောက်ပြန်မယ်ဟုတ်လား။ပါဇက်ကလည်းလိန်ညာတဲ့စကားတွေပြောမယ်ဂုဏ်စကားတွေပြောမယ်အနှစ်မရှိတာတွေပြောမယ်နော်။အဲ့ဒါလိုမျိုးမကောင်းတဲ့ကံတွေဟာကိုယ့်ကိုဆက်ရှားပူလောင်စေတဲ့အကျိုးတွေမပေးပေဘူးလား။အဲ့ဒါလိုကံမျိုးတွေကိုမိုက်မဲတဲ့ပုဂ္ဂိုလ်တွေဟာပြုလုပ်ပြီးတော့ကိုယ်ဒီပင်လင်ကိုယ့်ရဲ့ရန်သူဖြစ်ပြီးတော့တန်တရားကြီးထဲမှာမလုပ်နေကြတယ်လှဲ့လေနေကြတယ်တဲ့နော်အင်မတန်တတိထားတဲ့အကောင်းတဲ့ဂါထာလေးဟုတ်လားမကောင်းတာတွေကိုလှုပ်ပြီးတော့မကောင်းကျိုးတွေကိုရှာဖွေသောအဖြစ်ကိုဟာကိုယ့်ရဲ့ရန်သူဖြစ်ပြီးတော့တန်တရားကြီးထဲမှာအချိန်ကုန်နေကြဟုတ်လားဘယ်လိုလူတွေလဲလူမိုက်တီးတဲ့ညံနေတဲ့လူတွေအဲ့ဒီဂါထာလေးကိုမြတ်စွာဘုရားကဘုသူကိုအကြောင်းပြုပြီးတော့ဟောတာလေဆိုတော့ဦးဇင်းတို့သောတော်တုန်းကဏိဒန်းတုန်းကပြောခဲ့ပါတယ်သုပ္ပဗုဒ္ဓလူနုတကာကြီးကိုအကြောင်းပြုပြီးတော့ဟောခဲ့တာဟုတ်လားသုပ္ပဗုဒ္ဓတွေပိသတို့ကြားဘူးပြီးသားဖြစ်ပြီမလို့အကြမ်းမြင်လိပ်ပတ်လေအောင်တော့ပြောမှဖြစ်မယ်နော်သင်္ကန်းသာယူစရာတွေတန်ဝေကရစရာတွေအများကြီးပါတယ်သုပ္ပဗုဒ္ဓဆိုတာမြတ်စွာဘုရားဘုရားမဖြစ်ခင်သိတ္တထမင်းသားဘဝတုန်းကရောက်ခမကြီးကလည်းပဲသုဘဗုဒ္ဓပဲမဟုတ်လားရှင်ဒေဝဒတ်တို့ရသောတရာတို့ရဲ့ဖခမဲတော်ကြီးလေအေးအဲ့ဒီသုဘဗုဒ္ဓမဟုတ်ရာဇဂိုမြို့မှာဆွေမရှိမျိုးမရှိပစ္စည်းဥစ္စာမရှိသူများပေးမှစားရတောက်ရတဲ့တကောင်ကျွတ်တမျက်နှာအထီးချံသူဖုံးစားတကူလုံးကလည်းပဲနူနာယောဂတွေဆွဲညတိုင်ဆိုလို့ရှိရင်လည်းသူ့ရဲ့တီးသန့်အိမ်ဆိုတာမရှိပါဘူးလမ်းဘေးမှာဖြစ်တယ်လို့နေရသူ့ရဲ့နာမည်ရလာပုံလေးကစိတ်ဝင်စားတဲ့အကောင်းညတိုင်ကောင်းကောင်းမအိပ်ရဘူးအမြဲတမ်းနိုးနေအနာတွေကနာတာယောဂဘိုးတွေကထိုးတာဘူးအဲ့ဒါထပြီးတော့တခါတလေអော်လို့ရှိရင်ဘေးအိမ်နီးနားချင်းတွေပါလန့်နိုးတယ်ဒါကြောင့်ဘေးကသူ့ကိုအရက်ကသူ့ကိုသုပ္ပဗုဒ္ဓလို့နာမည်ဝိုင်းပေးတာနိုးကြားစေသောသူကြီးပေါ့ဟုတ်လားအဲ့ဒီတခါကြီးကတနေ့တော့ရာဇဂိုမြို့ထဲအစာရှာထွက်အဲ့ဒီလိုထွက်တော့လူတွေကအုပ်စုဟာတခုတရားမြန်ဝေးနေသလားဆိုပြီးတော့သူသွားတာဟိုရောက်တော့မြတ်စွာဘုရားတရားဟောနေတဲ့ပရိသတ်ဖြစ်နေတာအဲ့ဒါပရိသတ်အစွန်ကနေပြီးတော့တောင်ဝေးထောက်ပြီးတော့တရားကိုနားဆိုင်မြတ်စွာဘုရားကသူ့ကိုရည်ညွှန်းပြီးတော့သူ့ကိုပြတ်ထမ်းပြီးတော့မြတ်စွာဘုရားတရားဟောတာအဲ့ဒီမှာသူသစ္စာ၄ပါးတရားသိမြင်အရိယာသူတော်စင်ဖြစ်တယ်ဝမ်းသာလိုက်တာပျော်လိုက်တာစိတ်ချရပြီငါဘဝကြီးစိတ်ချရပြီအပေကြာဥမာလာလို့လည်းငါမစင်စားရတော့ဘူးမပူရတော့ဘူးအခုလောလောဆယ်ဘာယောဂါတွေဘလို့ဆွဲလို့ဘလောက်ပဲဆင်းရဲနေ
ငါရဲ့အတွင်းတန်တန်မှာတရားကိုသိတဲ့အသိဉာဏ်တွေနဲ့ပြည့်နေတဲ့အတွက်ကြောင့်ချမ်းသာတယ်တဲ့လူကပီတိတွေနဲ့ဖုံးနေတာအမြင်ကတော့အင်မတန်နှုတ်တယ်အတွင်းထဲမှာတော့အင်မတန်ချမ်းသာနေတာအဲ့ဒါကျေးဇူးတင်လိုက်တာမြတ်စွာဘုရားကိုသူအင်မတန်ကျေးဇူးတင်တယ်ဘုရားရဲ့ကျေးဇူးကြောင့်ဒီချမ်းသာဒူးကြီးကိုငါခံစားခွင့်ရတာစိတ်ချလက်ချဖြစ်စေတဲ့ချမ်းသာသောတာပတ္တိမေညာရမှစိတ်ချလက်ချဆိုတာဖြစ်တယ်ခင်ဗျားတို့ကျတို့အခုပစ္စည်းဥစ္စာတွေဘလောက်ပေါ်ပေါ်စိတ်ချရတယ်ဆိုတဲ့ခံစားချက်မရှိဘူးတွေးလိုက်ရင်မောတရားတွေကြီးပဲဟင်ဒကာကြီးဒီမိုင်းများဘလောက်ပစ္စည်းနဲ့မှဖုံးလို့မရဘူးနော်ဘလောက်ဂုံနေနဲ့မှဖုံးလို့မရဘူးဘလောက်တက်တဲ့လောကီပညာနဲ့မှဖုံးလို့မရဘူးတနေ့သေရအောင်ပါလေသေတော့ဘာဖြစ်မလို့ဇူမပြောနိုင်ဘူးလေစိတ်ချရတဲ့ခံစားချက်ရှိလားမရှိဘူးမန်နေမြင့်ပြီးတော့ဘဝင်နေမြင့်နေတာအံ့ဩစရာကောင်းတယ်နော်စိတ်ချရတယ်ဆိုတဲ့ခံစားချက်သောတာပတ္တိမဉ္ဇဉ်ရမှစပြီးတော့ဖြစ်တာနော်အဲ့ဒါ तू ကျေးဇူးတင်လွန်းလို့ငါ့ကိုစိတ်ချရအောင်လုပ်ပေးတဲ့မြတ်စွာဘုရားကျေးဇူးတင်ကျေးဇူးတင်တော့ကျေးဇူးရှင်ဆိုတာကပို့ပြီးတော့ပြီးပြင်းလာတာကိုဘုရားကိုအဲ့ဒါလိုနီးနဲ့မှပို့ပြီးတော့ကြီးညိုတတ်တာဟုတ်လားဒါကြောင့်တရားချမ်းသာကိုရလေလေဘုရားကိုကြီးညိုလေလေပဲအဲ့ဒါမြတ်စွာဘုရားကို तू သွားပြီးတော့ရှောက်ချင်တယ်အရှင်ဘုရားရဲ့ကျေးဇူးတရားကြောင့်ဘုရားတပည့်တော်ကြီးချမ်းသာနေပါပြီဒါပေမဲ့မြတ်စွာဘုရားရှိမှပိဋကတ်တွေကအုံအုံကြက်ကြက်တူးကြိတ်နေတာဆိုတော့မြတ်စွာဘုရားနာကို तू မသွားရဲဘူးအဲ့ဒီလူတွေကိုကြောက်လို့မဟုတ်ပါဘူးဝေတာရိစပတ္တောတဲ့သောတာပန်ဆိုတာရဲရင်တယ်ကြောက်เสียမဟုတ်တာကိုမကြောက်ပါဘူးနော်ဒါပေမဲ့အလိုက်သိတယ်အလိုက်သိတယ်အဲ့ဒါမြတ်စွာဘုရားပြန်ကြွသွားပြီဆိုမှပိဋကတ်နောက်နားလေးကနေ तू အသာလေးလိုက်သွားတာမြတ်စွာဘုရားကိုကျေးဇူးတင်တဲ့အကြောင်း तू ရတဲ့ချမ်းသာကိုရှောက်မယ်ဆိုပြီးတော့လိုက်သွားတာအဲ့ဒါတရားမင်းကဒီသုဗ္ဗဗုဒ္ဓရဲ့တရားတရားဘလောက်ခိုင်ပါသလဲဆိုတာကိုစမ်းကျင်တာအဲ့ဒါနဲ့ရောက်လာပြီးတော့အချင်းသုဗ္ဗဗုဒ္ဓဘုရားတရားသံဃာဖြင့်အလိုမရှိဘုရားကိုဘုရားမဟုတ်တရားကိုတရားမဟုတ်သံဃာကိုသံဃာမဟုတ်လို့သင်ပြောမယ်ဆိုရင်ယောဂါတွေပျောက်လို့စည်းစိမ်ဥစ္စာပြည့်စုံတဲ့အဖြစ်ကိုငါဖန်တီးပေးမယ်တဲ့ဒီတော့သုဗ္ဗဗုဒ္ဓကမော့ကြည့်သင်မစုတော့ငါတရားပဲမေးတရားဆိုရင်လည်းအင်မတန်မိုက်တဲ့တရားပဲဖြစ်မယ်တဲ့ပိဋကရဲ့တရားကိုမိုက်တယ်လို့ပြောရဲတယ်နော်ဒကာဓမ္မတို့ရှိမှနတ်တရားဥက္ကပြန်ဘွားကနေပေါ်လာရင်မိုက်တယ်လို့ပြောရဲပါမလားလက်အုပ်တွေချီပြီးတော့ရှိတဲ့ပစ္စည်းတွေအကုန်လုံးထုတ်ပြီးတော့အုပ်အော်တောင်းသင်းဂျာနယ်တွေဘာတွေတောင်လှမ်းပြီးတော့ဖုံးဆက်ခြင်းဆက်မယ်ဟုတ်လားဟင်ဒကမာကြီးတွေအခုတရားကိုဘယ်လိုပြောနေတာလဲတရားမိုက်ပဲတဲ့တတ္တိရှိတယ်ပြောရဲတယ်ဘာလို့တတ္တိရှိဦးသိန်းစဉ်းစားမိတာလေးပြောမယ်နော်တရားပေးတဲ့အခွင့်အရေးတွေမရခြင်းလို့တတ္တိရှိတာဒါအဓိပ္ပာယ်တစ်မျိုးနဲ့ပြောကြည့်တာမလိုခြင်းမရခြင်းတဲ့လူဟာတတ္တိရှိတယ်လိုခြင်းရခြင်းနေတဲ့လူဟာသူလိုခြင်းတာရခြင်းတာလေးမရမှအမြဲတမ်းကြောက်နေရတယ်ပစ္စည်းရခြင်းလည်းပစ္စည်းပေါ့အဆောင်ရောင်ရခြင်းတော့လည်းအဆောင်ရောင်ပေါ့မေတ္တာရခြင်းလည်းမေတ္တာပေါ့မရခြင်းမှာရခြင်းနေသေးသမျှမရမှာကိုအမြဲတမ်းစိုးရင်ရတယ်အမြဲတမ်းကြောက်ရတယ်နော်မရခြင်းလေတတ္တိကောင်းလေဟုတ်လားလိုချင်မှုနည်းလေလေတတ္တိကောင်းလေလိုချင်မှုမရှိလေလေတတ္တိအပြည့်ဖြစ်သွားတယ်အဲ့ဒီကြသေမှာလည်းမကြောက်တော့သေမှာကြောက်တယ်ဆိုတာရှင်သာကြီးကိုရကျင်တာမို့လားအဲ့ဒီတော့သုဗ္ဗဗုဒ္ဓကသိတ္တိကောင်းတယ်အမှန်တရားကိုသူသိသွားပြီလေအဲ့ဒါနဲ့တရားမင်းကိုပြောတာသင်ကငါ့ကိုလူဆင်းရဲလို့ထင်သလားတဲ့အပေါ်ယံလေးကိုကြည့်ပြီးတော့ငါ့ကိုလူဆင်းရဲလို့ထင်သလားတဲ့ဂါထာလေးနှစ်ဂါထာရွတ်ပြပါဦးမယ်ဗျာတတ္တာဒနံသီလဒနံဟိရိဝတ္တပိယံဒနံသုဒ္ဓဒနင်းသသာဝောဇာပညာဝေတတ္တမံဒနံသူတော်ကောင်းတွေမျက်နှိုးတဲ့ယတနာ9မျိုးရှိတယ်တဲ့တတ္တာတရားဆိုတဲ့အမှန်အကန်တွေကိုယုံကြည်တဲ့တတ္တာတရားယတနာမြတ်သုံးပါးနဲ့တကွာကံစွမ်းကံစကိုယုံကြည်တာဟုတ်လားသီလဆိုတဲ့ယတနာမကောင်းတာတွေလုပ်ရမှာပြောရမှာရှက်ချင်းကြောက်ချင်းဆိုတဲ့ဟိရိဥတ္တပယတနာဖရာရဲ့တရားတော်ကိုဘဟုတုတ္တများခြင်းဆိုတဲ့တုတ္တယတနာဟုတ်လားလွတ်လွတ်စွန့်ကြဲနိုင်တယ်ဆိုတဲ့စာကယတနာ
အမှန်တရားတွေကိုထိုးထွင်းပြီးတော့သိမြင်နားလည်ခြင်းဆိုတဲ့ပညာယရဏဘယ်နှပါလဲအဲ့ဒီသူတော်ကောင်းတွေမျက်နှိုးတဲ့လူယုံမာတွေမျက်နှိုးတာမဟုတ်ဘူးနော်သူတော်ကောင်းတွေမျက်နှိုးတဲ့အဲ့ဒီယရဏ9ပါးငါမှရှိတယ်တဲ့သူကယတဧတေတနာအဋ္ဌိအဋ္ဌိယပုရိတတဝါအာဒလိဒောတိတံအာဟုအာမောကံတတဇီဝိတံအဲ့ဒီယရဏ9ပါးကိုမိန်းမပဲဖြစ်ဖြစ်ယောက်ျားပဲဖြစ်ဖြစ်တစုံတစ်ယောက်သောပုဂ္ဂိုလ်ဟာပိုင်ဆိုင်မယ်ဆိုလို့ရှိရင်အဲ့ဒါကိုလူဆင်းရဲလို့ပြောလို့မရဘူးတဲ့အဲ့ဒါလူချမ်းသာသူတော်ကောင်းတွေရဲ့အမြင်မှာချမ်းသာဆင်းရဲခွဲပုံကအဲ့ဒါလို့လူလောကကတော့အပေါ်ယံပိုင်ဆိုင်မှုများရင်ဟာသူတို့ကကြည်ကြည်တက်ချမ်းသာတာပဲတဲ့ရှေ့ကကြည်ကြည်တက်လေးတောင်ပါလိုက်သေးတယ်ဘာမှလည်းမသိဘူးဒကမာကြီးတွေနော်သူတော်ကောင်းတို့ရဲ့ဩဝါဒမှာချမ်းသာတယ်ဆိုတာကဒီယရနာတွေရှိမှချမ်းသာတယ်လို့ပြောတာအဲ့ဒီယရနာတွေကိုပိုင်ဆိုင်ဖို့ကြိုးစားရင်အချိန်ကုန်တယ်ဆိုရင်အဲ့ဒီလူရဲ့အသက်ရှင်ခြင်းဟာအချီးနှီးအသက်ရှင်တာမဟုတ်ဘူးအဓိပ္ပာယ်ရှိတယ်အမောခံတတ္တဇီဝိတံအလကားရှင်သန်နေတာမဟုတ်ဘူးတဲ့ဒါတွေကိုပိုင်ဖို့ကြိုးစားရင်ရှင်းနေတယ်ဆိုရင်ဒါတွေပိုင်ဖို့ကြိုးစားရင်မဟုတ်ဖဲနဲ့ရှင်းနေတယ်ဆိုရင်တော့အဲ့ဒါအလကားရှင်နေတာအဲ့ဒါကမှစံကုန်မြေလေးအစ်စ်နော်တခါကြီးဒီမိုင်များအဲ့ဒါလိုအနှစ်သာရရှိတဲ့ဂါထာကိုရွတ်ပြီးတော့တရားကိုတောင်တရားပြန်ဟောတယ်ဒီတော့တရားမင်းကလည်းသောတာပန်အရိယာကြီးဆိုတော့သဘောတွေကြတာပေါ့သဘောကြပြီးတော့ရှေ့ကနေအမြန်သွားပြီးတော့မြတ်စွာဘုရားကိုသွားလျှောက်တာမြတ်စွာဘုရားသုဘဗုဒ္ဓကိုဒီလိုပြောတော့တပည့်တော်ကိုဒီလိုပြောလွှတ်တယ်ဗျာသင်လိုတရားပေါင်း100 1000သွားဖြာရအောင်တော့သုဘဗုဒ္ဓမတုံ့လှုပ်ဘူးတဲ့ဘာပြုလို့လဲဆိုတော့သစ္စာ၄ပါးသိသွားပြီဘာပြုလို့မတုံ့လှုပ်တာလဲတော့သစ္စာ၄ပါးသိသွားပြီအကျဉ်းမြင့်လေးတော့ပြောဦးမယ်ဗျာသစ္စာ၄ပါးကိုဒီခန္ဓာကိုယ်ကြီးဟာချမ်းသာဒုက္ခနည်းနည်းလေးမှမရောသောဒုက္ခအရှုအပုံကြီးတက်တက်ကိုနားလေသည်ဖြစ်စေနားမလေသည်ဖြစ်စေလက်ခံသည်ဖြစ်စေလက်မခံသည်ဖြစ်စေနားမလေသေးရင်လည်းလက်မခံသေးဘူးလေမသိသေးရင်လည်းနားမလေသေးဘူးလေအေးတကယ်စင်စစ်အဲ့ဒါလောကကြီးရဲ့ပထမအမှန်တရားကာလတိုင်းမှန်တယ်ဒေတာတိုင်းမှန်တယ်ပုဂ္ဂိုလ်တိုင်းအတွက်မှန်တယ်ခန္ဓာကိုယ်ကြီးဟာဆင်းရဲတုံးဆင်းရဲခဲကြီးဘာမှကောင်းတာဘာမှမရှိတဲ့အရာကြီးနားမလဲသေးပြီမလို့နားတဲ့တော့မှတ်ထားနော်ဒကမာကြီးတွေခန္ဓာကိုယ်ကြီးဟာဗါတဲ့တော့ချမ်းသာဒုက္ခဆိုလို့မြူလောက်လေးမှမရောတဲ့တကက်ဆင်းရဲတုံးတက်တက်ကြီးဒုတိယပထမဒုက္ခသစ္စာအဲ့ဒါလို့မြင်လို့ရှိရင်လူချင်းတဲ့လောဘနည်းမနေဗျာနည်းတာပေါ့ဗျာဒုက္ခသစ္စာကိုမြင်ခြင်းရဲ့အကျိုးနော်ဒုတိယဒုက္ခမှန်သမျှသည်လူချင်းမှုလောဘကြောင့်ဖြစ်တာဆင်းရဲမှန်သမျှဘာကြောင့်ဖြစ်တယ်လူချင်းမှုလောဘကြောင့်ဖြစ်တယ်အဲ့ဒီလိုဆိုရင်ဆင်းရဲတိုင်းဆင်းရဲတိုင်းငါဆင်းရဲတာနင်တို့ကြောင့်လို့သူများကိုလက်ညှိုးထိုးပါဦးမလားငါဆင်းရဲတာငါကြောင့်ငါအသုံးမကျလို့ငါကိုငါလည်းလက်ညှိုးထိုးပါဦးမလားဆင်းရဲတာဘယ်သူကြောင့်လောဘကြောင့်ရှင်းတယ်နော်တခါကြီးမိုက်မြအဲ့ဒီလိုလောဘကြီးလေဆင်းရဲကြီးလေဆင်းရဲကိုဖန်တီးတာလောဘလို့သိသွားတော့လောဘနည်းမနေဗျာနည်းတယ်အဲ့ဒါဒုတိယသစ္စာကိုသိခြင်းရဲ့အကျိုးဒါအပေါ်ယံလေးပြောနေတာနော်နောက်နိရောဓသစ္စာဆိုတာလောဘချုပ်ခြင်းသည်နိရောဓနိဗ္ဗာန်လောဘနည်းရင်ဒုက္ခနည်းတယ်လောဘကြီးရင်ဒုက္ခကြီးတယ်လောဘမရှိမှဒုက္ခမရှိတာနိဗ္ဗာန်ဆိုတာဒုက္ခမရှိခြင်းကိုပြောတာတနည်းအားဖြင့်လောဘမရှိခြင်းကိုပြောတာအဲ့ဒါလို့သိရတော့ဩချမ်းသာခြင်းရင်လောဘနည်းမှပါလားဒီအဖြေလေးရကောင်းတယ်နော်အေးအဲ့ဒါလို့လောဘချုပ်လို့ဒုက္ခချုပ်တဲ့အခြေအနေမျိုးကိုရောက်ချင်တယ်ဆိုရင်မဂ္ဂသစ္စာကိုပွားရဒီပြင်နိလန်းနဲ့မရောက်နိုင်တမာဒိဋ္ဌိအမှုပြုတဲ့မဂ်ခင်၈ပါးကိုပွားရင်နိဗ္ဗာန်ဆိုတဲ့တရားကိုမျက်မှောက်ပြုမဂ္ဂသစ္စာကြောင့်နိရောဓသစ္စာကြီးဖြစ်တာလို့ဆိုလိုတာမဟုတ်မဂ္ဂသစ္စာကိုပွားရင်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်လို့ပြောတာစကားလေးကမတူဘူးလောဘကြောင့်သမုဒယကြောင့်ဒုက္ခဖြစ်တာအဲ့ဒါကတော့လောဘကြောင့်ကိုဒုက္ခကြီးဖြစ်သွားတာထမင်းစားလို့ပိုက်တင်းတယ်ပေါ့နော်နိဗ္ဗာန်ကြတော့မဂ္ဂသစ္စာကြောင့်နိရောဓသစ္စာဖြစ်တာမဟုတ်ဘူးမဂ္ဂသစ္စာကိုပွားရင်
နိဗ္ဗာန်ကိုရမယ်လို့ပြောတာဆိုကြပါစို့ဗျာရွှေတကုံဘုရားကိုသွားတဲ့လမ်းကြီးမရှိဘူးလားအဲ့ဒီလမ်းလျှောက်သွားရင်ရွှေတကုံဘုရားကိုမရောက်ပေဘူးလားရောက်မယ်အဲ့ဒီရွှေတကုံဘုရားကြီးကဒီလမ်းကြောင့်ဖြစ်လာတာလားရွှေတကုံဘုရားသူအလိုလိုရှိနေတာဒါပေမဲ့ဒီလမ်းကနေသွားရင်ရွှေတကုံဘုရားကိုရောက်မယ်မဂ္ဂသစ္စာနဲ့និရောဓသစ္စာကိုအဲ့လိုလေးနားလည်စေချင်တာနော်မဂ္ဂသစ္စာကြောင့်နိဗ္ဗာန်ဆိုတာဖြစ်တာမဟုတ်မဂ္ဂသစ္စာကိုပွားရင်နိဗ္ဗာန်ဆိုတာကိုမျက်မှောက်ပြုလိမ့်ဒီလမ်းကိုသွားရင်ဒီရွှေတကုံဘုရားကိုရောက်မယ်သမုဒယနဲ့ဒုက္ခကြတော့အဲ့လိုမဟုတ်ဘူးသမုဒယကြောင့်ကိုဒုက္ခဖြစ်တာသဘောပေါက်တယ်နော်အဲ့ဒီသစ္စာ၄ပါးကိုသောတပန်ဆိုတာပฏิဝေဒဉာဏ်နဲ့ထိုးထွင်းပြီးတော့သိတာအခုဦးဇင်းပြောလိုက်တာကတော့အနုဘောဓဉာဏ်နဲ့မှန်းဆသိနဲ့ပြောတာအဲ့ဒါလို့သစ္စာ၄ပါးကိုသိတဲ့သောတပန်ပုဂ္ဂိုလ်တွေဟာဘယ်တော့မှမတုံ့လှုပ်တော့ဘူးတဲ့တရား100 1000သွားပြီးတော့ဖြားယောင်းလဲမတုံ့လှုပ်တော့ဘူးခင်ဗျားတို့ကျွတ်တို့ကပုထုဇဉ်တွေဆိုတော့တုံ့လှုပ်တာပေါ့မြတ်စွာဘုရားကတော့ဥပမာလေးနဲ့ပြောတယ်ဗျသစ္စာ၄ပါးမသိသေးတဲ့ပုဂ္ဂိုလ်တွေဟာတဲ့မြင်းကြီးကြီးမှာချထားတဲ့ဝါခွမ်းကလေးများလို့ပေးတဲ့ဥပမာအင်မတန်ကောင်းတယ်တောင်လေးလာမြောက်ဖက်ရွေ့သွားလွင့်သွားမြောက်လေးလာရင်တောင်ဘက်လွင့်သွားမြင်းကြီးကြီးမှာချထားတဲ့ဝါခွမ်းသစ္စာ၄ပါးမသိသေးတဲ့လူဟာလည်းအဲ့လိုပဲတဲ့ဒီရှင်ကတော့သိတဲ့သိလိုက်တာကိုသိလေရောင်တကားမြင်သိမြင်လိုက်တာကိုမြင်လေရောင်တကားဆိုပြီးတော့ဖြစ်လျာဘဝမှာသူများမျက်နှာကိုအခြားသောတမနာဗျမနာတို့ရဲ့မျက်နှာကိုမော့မော့ကြည့်တယ်တဲ့တန်ဝေကရเสียကောင်းတယ်သစ္စာ၄ပါးသိတဲ့ပုဂ္ဂိုလ်ကြတော့သူများမျက်နှာကိုမော့ကြည့်เสียမလိုတော့ဟုတ်လားသိတဲ့သိလိုက်တာကိုသိသွားတဲ့အတွက်ကြောင့်မြေကြီးထဲမှာရှစ်တောင်စိုက်ပြီးတော့မြေပေါ်မှာရှစ်တောင်ပေါ်နေတဲ့တကတိုင်ကြီးများလို့အရက်လေးမျက်နှာကလေးတွေလာခြင်းတလောက်လာတုံလှုပ်အောင်မလားမတုံလှုပ်တော့ဘူးဟုတ်လားအဲ့ဒီလိုမြတ်စွာဘုရားကပြောတော့တရားမင်းကတာရုခေါ်ပြီးတော့ပြန်သွားရောအဲ့ဒီမှာသုဘဗုဒ္ဓမြတ်စွာဘုရားတည်လာပြီးတော့ကျေးဇူးတင်တဲ့အကြောင်းသူတရားဓုရတဲ့အကြောင်းရှောက်အပြန်ရောက်တော့ဘီလူမကဟန်ဆောင်ထားတဲ့နွားမကခွေသက်လို့သုဘဗုဒ္ဓဘာဖြစ်တယ်သေရတယ်အဲ့ဒီဘီလူမတတ်တာ၄ယောက်ရှိတယ်လေသုဘဗုဒ္ဓရေပုဂ္ဂုတာတိမင်းကြီးရေဟုတ်လားဘာဟိယဓာရုစရိယရေပင်လေထဲမှာသင်္ဘောပြတ်တော့လေကျွန်းပေါ်ရောက်သွားတော့အရှက်လုံယုံပြင်ကြားလေးကတ်ထားတော့လူတွေကအလိုနေတဲ့ယဟန္တာကြီးဆိုပြီးတော့ဝိုင်းပြီးတော့ကိုးကွယ်ကြတော့သူကလည်းပဲရစ်မှုပြီးတော့ဟုတ်တယ်လူကြီးလုံနေတာကြားဘူးတယ်မဟုတ်လားပါဟိယဓာရုစရိယနောက်ပြီးတော့တံဖတ်ဓာတိကခိုးသားတွေကိုတတ်တဲ့လူသားသမားကြီးပေါ့အဲ့ဒီ၄ယောက်ကိုဒီဘီလူမကတတ်တယ်ဘာလို့တတ်တယ်လဲဆိုတော့တခုသောဘဝတုန်းကသူကပြည့်စာမလေဒီလူတွေကြားဘူးတဲ့လူငယ်တွေအတွက်နည်းနည်းပြောပြမယ်အဲ့ဒီလူ၄ယောက်ကတထေးသား၄ယောက်ဖြစ်တယ်အဲ့ဒါဒီနေ့အဲ့ဒီပြည့်စာမကိုခေါ်သွားပြီးတော့ပြောပါပြီးတော့အခချင်းငွေမပေးခြင်းတော့ဒီပြည့်စာမကိုတတ်ပြီးတော့လက်ဝတ်လက်စားတွေကိုယူကြစို့လို့တိုင်ပင်တာအဲ့ဒါကိုအခန်းထဲကပြည့်စာမကကြားတာကြည်စံရက်စက်တဲ့လူတွေဒင်းတို့ငါ့ကိုအားနွဲလို့ဒီဘဝတတ်မယ်ဆိုရင်တတ်စေအောင်ငါကလည်းဒင်းတို့ကိုပြန်တတ်နိုင်တဲ့ငါဖြစ်ပါရစေလို့ဆုတောင်းတာအဲ့ဒါဘီလူမဖြစ်ပြီးတော့ဘဝတရားစီတတ်တယ်တဲ့ဗမာစကားပုံကတော့ကိုယ်စရင်ဆယ်စလို့ကြားဘူးတယ်နော်အခုဒီမှာတော့အစတရားဖြစ်နေတယ်ဟုတ်လားအဲ့ဒါသူတို့ရဲ့ရှေးအကြောင်းအဲ့ဒီမှာယဟန်တော်တွေကသုဘဗုဒ္ဓရဲ့ဒီအလောင်းကိုမြင်တော့နွားခွေလို့သေတယ်လို့သူတို့ကအဲ့လိုထင်တာပေါ့မြတ်စွာဘုရားကိုသွားပြီးတော့လျှောက်တယ်သုဘဗုဒ္ဓဘယ်ရောက်တုန်းဖေရတာဝတိန္ဒနတ်ပြည်ရောက်တယ်ဘာပြုလို့လဲဖေရသောတာပန်ဖြစ်လို့ဒီလိုဖြစ်မဲ့ပုဂ္ဂိုလ်တောင်မှဒီလိုအသေးဆိုးနဲ့ဘာကြောင့်သေရလဲဒီလိုအနုအရွယ်ဘဝနဲ့ဆူတောင်းသားဘဝဘာကြောင့်ရတယ်လဲဒါကိုမေးတော့မြတ်စွာဘုရားကအကြံဉာဏ်လေးပြန်ပြောပြတယ်သုဘဗုဒ္ဓရဲ့အကြောင်းဟောဒီရာဇဂျုံမြို့မှာတခုသောဘဝတုန်းကသုဘဗုဒ္ဓဟာအင်မတန်ချမ်းသာကြွယ်ဝတယ်တထေးသားတစ်ယောက်ဖြစ်တယ်ပစ္စည်းကလည်းပေါ်တယ်ရုပ်ရည်ကလည်းချောတယ်လူတွေကလည်းဝိုင်းဝိုင်းလဲနေတယ်မာနတွေကကြီးပြီပေါ့ကြီးစရာအကြောင်းကရှိနေတာကိုဘဝင်တွေကမြင့်ပြီပေါ့မြင့်စရာအကြောင်းကရှိနေတာကိုအဲ့ဒါဉာဏ်ပညာဝင်ရင်ဝင်ဉာဏ်ပညာမဝင်ရင်မာနတွေဝင်လာလိမ့်မယ်ပ
ပြည်စုံမှုတွေများလေလေတတိထားเสียနော်ဒီကကြီးမိုက်မြဉာဏ်ပညာတကားပိတ်ထားမယ်ဆိုလို့ရှိရင်မာနကရှေ့ကနေပြီးတော့ခံထားတဲ့သဘောတရားဟုတ်လားအဲ့ဒါနဲ့သူကနေရာတကာမှာသူပဲဘူကြီးပေါ့အဲ့ဒီတတိသားကအဲ့ဒါနဲ့ဒီနေ့ကျတော့မြို့ထဲကိုလှဲ့တော့တကရတိခိဆိုတဲ့ရှင်ပြည့်စေကဗုဒ္ဓအရှင်မြတ်ကြွလာပြည့်စေကဗုဒ္ဓဆိုတော့ကိလေသာကုန်ပြီးစားဘယ်သူကိုမျက်နှာချိုသွေးတယ်ဆိုရှိပါမလားမရှိဘူးအဲ့တော့ तू ကအဲ့ဒါကိုစိတ်ထဲမှာမကျင်တတ်တဲ့သဘောဖြစ်ဟန်တူတယ်ဒါဥစဉ်စဉ်းစားကြည့်စမ်းလူကအဖာအထေးအဆက်ဆက်နဲ့အဝိစုပ်ကြီးဝစ်လို့အိုးမဲမဲကြီးပိုက်လို့သူများပေးမှစားရတဲ့လူကများခက်တီတီနဲ့သူကအဲ့ဒါလိုထင်တာအဲ့ဒါနဲ့ဘာပြောတုံဆိုတော့အနူနဲ့တာတူတော့တယ်ဆိုပြီးတော့တတွေးနဲ့ထွေးတယ်တဲ့အဲ့ဒီရှင်ပြည့်စေကဗုဒ္ဓတဘဝတာပိုင်ဆိုင်မှုကလေးဘာမှမတည်မြဲတဲ့ပိုင်ဆိုင်မှုလေးကိုအကြောင်းပြုပြီးတော့ရစ်မှုမှုကနေခိုင်းလိုက်တာယုံမာမှုတွေကိုရောက်မသွားဘူးလားအဲ့ဒီယုံမာမှုကနေပြီးတော့ဆင်းရဲဒုက္ခတွေအများကြီးကိုဖန်တီးတော့မယ်နော်အဲ့ဒါကိုပြောတာကိုယ်ဒီပင်လင်ကိုယ့်ရဲ့ရန်သူဖြစ်၍ဆိုတာနော်ကိုယ်ဘိုက်ကိုထိုးမဲ့ဓာတ်ကိုထက်အောင်သွေးနေတာဟုတ်လားအဲ့ဒီဘဝကအဲ့ဒါလိုလွန်ကျူးခဲ့တာဒါကြောင့်ပြည်စုံမှုတွေကလည်းကြောက်ဖို့ကောင်းတာပဲဟုတ်လားအဲ့ဒီဘဝကသေတော့ငရဲကိုသူရောက်ရတယ်ရှင်ပြည့်စေကဗုဒ္ဓကိုပြစ်မှားလို့အဲ့ဒါဘဝပေါင်းများစွာအဲ့ဒါလိုအနူအရွယ်ဘဝနဲ့သူဖုံးစားဘဝနဲ့အဲ့ဒါလိုမျိုးတန်တရားကြီးထဲမှာစင်စင်ရဲရဲကျင်လည်ခဲ့ရဒါနဲ့ဆက်ပြီးတော့မြတ်စွာဘုရားကအနုတန်တွေဆက်ပြီးတော့စောစောတုန်းကဦးဇင်းတို့ရှင်းပြခဲ့တဲ့ဂါထာကလေးမြတ်စွာဘုရားဟောတာနော်စရန္တိဘာလာဒုမေတာအမိတ်တေနေဝအတ္တနာကရုဏာပါပကံကမ္မယဟောတိကတုကံဖလံယကမ္မအကျဉ်ကံတို့သည်ကတုကံပြင်းထန်ဆရှပူလောင်သောအကျိုးပေးရှိကြပါပေကုန်၏ပါပကံယုံမာလာစွာကုန်သောတံကမ္မထိုကဲ့သို့သောကံတို့ကိုဒုံမီတို့ပညာမေ့ကြကုန်သောဘာလာလူမိုက်တို့သည်ကရုဏတော်ပြုလုပ်ကြကုန်သည်ဖြစ်၍အမိတ်တေနေဝအတ္တနာမိမိသည်ပင်လည်းမိမိရဲ့ရန်သူဖြစ်၍စရန္တိတန်တရားကြီးထဲ၌လှည့်လည်၍နေကြကုန်၏ဤသည်ဤသို့ဘဂဝါဘုန်းတော်၆ပါးသခင်ဘုရားရှင်ကိုယ်တော်မြတ်သည်ဤမံဒေသနာဤတရားဒေသနာဂါထာတော်မြတ်ကိုဒေတိတိကရုဏာရှိရှုဟောကြားတော်မူခဲ့ပါ၏တည်းဉာဏ်ပညာနေလို့မိုက်မဲလို့မကောင်းတာတွေလှုပ်ပြီးတော့ဆင်းရဲစေတတ်တဲ့ကံတွေကိုလှုပ်ပြီးတော့ကိုယ်ဒီပင်လင်ကိုယ့်ရဲ့ရန်သူဖြစ်အောင်ကြိုးစားပြီးတော့လူမိုက်တွေဟာတန်တရားကြီးထဲမှာကျင်လည်ကျဆားနေကြတယ်ဒီတော့ဘေးသားပေါင်းသူတော်ကောင်းတို့လည်းပဲမကောင်းတာတွေလုံးမိပြီမကောင်းတာတွေပြောမိပြီမကောင်းတာတွေကြံမိပြီဆိုရင်ငါဟာငါရဲ့ရန်သူဖြစ်နေတယ်လို့သဘောပေါက်ကြဖို့ဟုတ်လားဒါကြောင့်ငါဟာငါရဲ့ရန်သူမဖြစ်သင့်ပါဘူးဟုတ်ရဲ့လားဒီနေရာမှာဦးဇင်းတို့နည်းနည်းလေးချဲ့ထွင်ပြီးတော့ပြောချင်တာကသူများအသက်တွေကိုတတ်နေမှသူများဥစ္စာတွေကိုခိုးနေမှကြမ်းကြမ်းထန်ထန်အကုသိုလ်ကြီးတွေကိုပြုနေမှကိုဟာကိုရဲ့ရန်သူလို့မထင်မှတ်ပါလေနဲ့ဟုတ်လားစိတ်ကိုပေါက်လို့ပဲစားပြစ်ထားပြီးတော့စိတ်ထဲမှာအကုသိုလ်ကိလေသာအသေးစားလေးတွေဖြစ်နေတာမရှိဘူးလားမနာလိုတဲ့သဘောတွေဝန်တိုတဲ့သဘောတွေမရှိဘူးလားဖြစ်ကောမဖြစ်ဘူးလားအဲ့ဓာတွေကရောကိုယ်ဒီပင်လင်ကိုယ့်ရဲ့ရန်သူဖြစ်ကြောင်းနေမဟုတ်ဘူးလားသူလည်းပဲသူနဲ့တန်သည့်အားလျော်စွာအကျိုးမပေးပေဘူးလားပေးပါတယ်ဗျလက်တွေ့ကိုအခုစိတ်မကောင်းတာကြီးဝင်လာရင်အခုဆင်းရဲတော့တာပဲလေရန်သူစစ်လိုက်ပုံကတော့အချိန်မဆိုင်ဘူးတောက်လျှောက်ပူလောင်စေတာဟုတ်လားအဲ့ဒါလိုမျိုးနားလေစေချင်တာကြည်ကြဲပြန့်ပြန့်ဟုတ်လားအချင်းချုပ်အားဖြင့်တော့မေးမေးလျော့လျော့ပေါ့ပေါ့တန်တန်သူတော်ကောင်းတရားတွေကိုမေ့ပြီးတော့ဒီလိုပဲဖြစ်တယ်လို့ကျင်လေကျက်စားနေမယ်ဆိုလို့ရှိရင်အဲ့ဒါဒီလည်းပဲကိုယ်ဒီသာလင်ကိုယ့်ရဲ့ရန်သူဖြစ်ခြင်းတစ်မျိုးပဲလို့နားလေစေချင်တာပြောလို့မရဘူးလားမြတ်စွာဘုရားကတော့ဒီမှာကတော့ပ
ပြင်းထန်ဆက်ရှားတဲ့အကျိုးပေးတွေကိုဖြစ်စေတတ်တဲ့ကံတွေကိုလှုပ်ထားတဲ့ပုဂ္ဂိုလ်တွေဟာကိုယ်ဒီသာလည်းကိုယ့်ရဲ့ရန်သူဖြစ်ပြီးတော့ကျက်စားနေကြတယ်လို့ဒီလိုပြောတာဒါကိုဦးဇင်းတို့ကနည်းနည်းလေးချဲ့ထွင်ပြီးတော့စဉ်းစားကြည့်ဟုတ်လားအဲ့တော့ဒါနမှုသီလမှုဘာဝနာမှုတွေမပြုပါဘဲနဲ့သာသနာတော်နဲ့တွေ့တဲ့အခါမှာသာသနာတော်နဲ့လျော်ညီစွာမနေပါဘဲနဲ့မိမိလျော်လျော်ပေါ့ပေါ့ဆဆနေကြမယ်ဆိုရင်အဲ့ဒါလည်းပဲကိုယ်ဒီသာရင်ကိုယ့်ရဲ့ရန်သူဖြစ်ခြင်းတစ်မျိုးပဲမဟုတ်လားအေးအဲ့ဒါလေးလည်းသဘောပေါက်စေချင်ဟုတ်လားဒါကြောင့်ကိုဟာကိုယ့်ရဲ့ရန်သူလားဆိုတဲ့မေခွန်းကလေးဟုတ်လားရန်သူဟာမကောင်းပါဘူးအကျိုးမဲ့တွေကိုဆောင်ကျင်းလိမ့်အားကိုးရမှကောင်းမယ်မဟုတ်လားအေးကိုဟာကိုယ့်ရဲ့အားကိုးရာဖြစ်အောင်ဘာလို့ရမှာလဲဆိုတော့ဆုံးမရမယ်ပိဋကဘာလို့ရမယ်ဆုံးမရမယ်ဒါလေးကိုဦးဇင်းတို့ဏီကုံးချုပ်ပြောခြင်းသေးတယ်ဘယ်လိုဆုံးမရမှာလဲဆိုတာလေးဟုတ်လားမြတ်စွာဘုရားရဲ့သာသနာတော်သာသနာဆိုတာဗမာလိုပြောတော့အဆုံးအမလို့ဒီလူတွေသိတယ်နော်အဲ့ဒီအဆုံးအမကိုနီးယူပြီးတော့ကိုဆုံးမရမှာဒါနဖြစ်အောင်ပထမဆုံးမရမယ်သီလဖြစ်အောင်ဒုတိယဆုံးမရမယ်တတိယဘာဝနာဖြစ်အောင်ဆုံးမရမယ်ဆုံးမပုံဆုံးမနည်းအကျဉ်းချုပ်ဘယ်နှမျိုးလဲ၃မျိုးဟုတ်တယ်ဝင်တိုခြင်းမစ္စရိယတရားတွေမကောင်းဘူးဆုံးမရမယ်နော်မြတ်စွာဘုရားကဟောတယ်သင်တို့ဟာငါလောက်သာဒါနရဲ့အကျိုးပေးကိုသိကြမယ်ဆိုရင်မပေးဘဲနဲ့စားမှာမဟုတ်ဘူးလို့မြတ်စွာဘုရားမဆုံးမဘူးလားပေးလို့ကမ်းလို့များဆင်းရဲမယ်ဆိုရင်မြတ်စွာဘုရားတတ္တဝါတွေကိုအင်မတန်သနာပါတယ်ပေးကြလှူကြတန်းကြလို့ပြောပါမလားအေးအဲ့ဒါလို့အမျိုးမျိုးဆုံးမပြီးတော့ငါပိုင်တဲ့ပစ္စည်းငါတယောက်တည်းသုံးမယ်ဆိုရင်အင်မတန်ဘောင်ကျင်းတယ်ဟုတ်လားငါရဲ့အစွမ်းအစကိုတပါးသောသူတွေတဲ့အသုံးချမယ်ဆိုရင်စိတ်ကမကောင်းဘူးလားအဲ့ဒါလို့အမျိုးမျိုးဆုံးမပြီးတော့ဒါနဒီဟုသောအာကိုရာအရှိအမှန်ကိုရအောင်မလုပ်သင့်ဘူးလားလုပ်သင့်တယ်အင်မတန်ကြည်နူးစရာကောင်းပါတယ်ဟုတ်လားကိုနဲ့တန်တဲ့လောက်တော့အမြဲတမ်းပေးကမ်းလှူဒန်းခြင်းစွန့်ကြဲခြင်းဆိုတဲ့အလုပ်ကိုလှုပ်ခြင်းသည်ဉာဏ်ရှိရာရောက်တယ်အဲ့ဒါအာကိုရှာတာပဲဟုတ်လားနောက်တတိယဒုတိယဘာလဲသီလဖြစ်အောင်ဆုံးမရမယ်သီလဆိုတာမြေကြီးနဲ့တူတဲ့ဟုတ်လားမြေကြီးပေါ်မှာအရာအလုံးဟာတည်ကြရတယ်အဲ့ဒါလိုပဲတမာရိပညာသူတော်ကောင်းတရားမှန်သမျှသည်သီလပေါ်မှာတည်ကြရတာသီလမရှိရင်ဘာမှရှေ့ဖြစ်လိမ့်မယ်လို့မျှော်လင့်ဖို့မလွယ်ပါဘူးဟုတ်လားဒါကြောင့်မြတ်စွာဘုရားကသီလမြေပေါ်မှာရက်ပြီးတော့တတိပဋ္ဌာန်ကိုပွားများရမယ်လို့အဲ့ဒါလိုမဆုံးမဘူးလားဆုံးမဟုတ်လားဒါကြောင့်သီလမရှိဘဲနဲ့နေရတာဟာလှေပေါက်ကိုစီးပြီးတော့ရေလမ်းကြောင်းကိုသွားရတယ်လို့မျိုးဒါရွှေကျင်စတော်ဘုရားကြီးပေးတဲ့ဥပမာနော်လှေခွဲကြီးကိုစီးပြီးတော့ရေလမ်းခရီးကိုသွားရတယ်လို့မျိုးတဲ့သီလမရှိခြင်းဟာအချိန်မရွေးနစ်မယ်ဟုတ်ရဲ့လားဒါနမရှိလို့အချိန်မရွေးမနစ်ဘူးသီလမရှိရင်အချိန်မရွေးနစ်နိုင်တယ်ဟုတ်လားအဲ့ဒါလို့စဉ်းစားပြီးတော့ငါပေါက်လွတ်ပဲစားမပြောပါဘူးငါပေါက်လွတ်ပဲစားမလုပ်ပါဘူးလို့ကာယကံဝစီကံတွေကိုဘာလို့ရမယ်စောင့်စည်းရမယ်ထိမ့်သိမ်းရမယ်အဲ့ဒါလို့ဆုံးမပြီးတော့သီလဒီဟုသောအာကိုရာရအောင်ဘာလို့ရမယ်ကြိုးစားရမယ်နောက်တတိယဘာဝနာဒီဟုသောအာကိုရာရအောင်ကိုဆုံးမရအသက်ဆိုတာဒီလိုပဲကြီးပြီးတော့ဘယ်အချိန်သေမယ်မသိသိကြတယ်နော်အေးအချိန်မရွေးသေနိုင်သောအာမခံချက်လုံးဝမရှိသောအမြဲတမ်းလဲကုန်ခန်း၍လိုက်နေသောဒီအသက်ကလေးမသေးခင်ကလေးမှာမသိသေးတာကိုသိအောင်ငါကြိုးစားမယ်ဗါတဲ့တုံမသိသေးတာသိအောင်ကြိုးစားမယ်သိနိုင်ခွင့်မရှိလို့မသိရတာဟာယဉ်တုမနာဖြစ်เสียအကြောင်းမရှိသိမှမသိနိုင်တာကြီးကိုသိနိုင်ခွင့်ရှိပါလျက်ခင်နဲ့သိခွင့်မရဘဲနဲ့နေရတာဟာအင်မတန်ယူကျုံမရဖြစ်เสียကောင်းတယ်ဟုတ်လားတခါကြီးမိုက်မြခုတခါဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်နေကံနေသိနိုင်ခွင့်ရှိတယ်နော်အေးသူတော်ကောင်းကြီးတွေကပြောတယ်ရုပ်တရားနံတရားတွေဟာစက္ကန့်မလတ်ဒလဇတ်တစ်ဖြတ်ဖြစ်ပြီးပြက်နေတာတယ်မကြဘူးလား
အဲ့ဒါကိုငါတကယ်သိပြီလားမေးရမသိသေးဘူးဆိုရင်သိအောင်ကြိုးစားရဇန်တရားတွေမတရားတွေဖို့တရားတွေစိတ်ရဲ့ငြိမ်းချမ်းကြောင်းတရားတွေကိုမသိသေးတဲ့တရားတွေအများကြီးရှိအဲ့ဒီမသိသေးတာတွေကိုသိအောင်လှုပ်လိုက်ရင်လူဖြစ်ကျိုးနတ်တကယ်တော့အချိန်ကကုန်ပြီးတော့အသက်ကတော့ကြီးကြီးသွားနေတာလူတစ်ယောက်နဲ့တစ်ယောက်ထူးတယ်ဆိုတာအဲ့ဒါပါပဲမသိတာနဲ့သိတာပဲတကယ်ထူးတာကျန်တာကတကယ်မထူးပါအချိန်တန်တော့သိသွားကြတယ်ဟုတ်လားဒါကြောင့်မသေးခင်အချိန်ကလေးမှာအဲ့ဒီမေကွန်ကလေးကိုအကြည့်အလဲဖြေနိုင်မှုမသိသေးတာတွေကိုသိအောင်ငါဘလောက်လုပ်ပြီးပြီလဲနော်အဲ့ဒါလိုလေးစဉ်းစားပြီးတော့ဘာဝနာတရားကိုစွမ်းအားရှိသလောက်မကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်အဲ့ဒီဘာဝနာတရားသည်သစ္စာတရားကိုဥတည်နေတာဒါနလည်းပဲဥတည်တာပါပဲသီလလည်းပဲသစ္စာတရားကိုဥတည်တာပါပဲဘာဝနာတရားကတော့ပိုးပြီးတော့မြန်မြန်ဆန်ဆန်ဥတည်နေတယ်အားရှိပါရှိဥတည်နေတယ်ပေါ့နော်သစ္စာ၄ပါးသိသွားမှတကယ်အားကိုးရဆိုတာကရတာဟုတ်လားတခါကြီးမိုက်မြဒါကြောင့်သစ္စာသိအောင်ဘာဝနာတရားကိုမကြိုးစားသင့်ဘူးလားကြိုးစားသင့်တယ်သစ္စာသိမှအားကိုးရအစစ်ကိုရတာလို့နားလေရမြတ်စွာဘုရားဟောတယ်သစ္စာမသိဘဲနဲ့ဒုက္ခကုန်တယ်လို့ပြောเสียအကြောင်းမရှိပါဘူးတဲ့သစ္စာမသိဘဲနဲ့ဒုက္ခကုန်တယ်လို့ပြောခဲ့မယ်ဆိုရင်ရှားရွက်မကြီးရွက်ဇီးဘူးရွက်လို့အရွက်သေးသေးလေးတွေနဲ့ငါမင်းတို့တောက်ဖို့ရေထုတ်ခဲ့တယ်ကွာလို့ရေတွေထုတ်လာတယ်လို့ပြောသလိုမျိုးပဲတဲ့ရှားရွက်တို့ထင်းရှူးရွက်တို့ဇီးပြူရွက်တို့နဲ့ရေထုတ်လို့ရလားအဲ့ဒါလိုပဲသစ္စာမသိဘဲနဲ့ဒုက္ခတွေအကုန်လုံးကုန်ပြီလို့ပြောလို့မရဘူးပြောခဲ့မယ်ဆိုရင်အဲ့ဒီစကားနဲ့တူတူပဲတဲ့သစ္စာမသိဘဲနဲ့ဒုက္ခမကုန်ဘူးဟုတ်လားသစ္စာလေးပါသောတော်ကပြောခဲ့တယ်နော်သစ္စာသိမှဒုက္ခကုန်တယ်လို့ပြောလိုက်ပါသစ္စာသိရင်ဒုက္ခကုန်တယ်လို့ပြောလိုက်ပါဘဒုံမာကြာရွက်တို့ပေါက်ရွက်တို့နဲ့မင်းတို့တောက်ရအောင်ငါရေတွေထုတ်လာတယ်ဆိုရင်ယုံလိုက်ပါတဲ့မြတ်စွာဘုရားကဘဒုံမာကြာရွက်ကြီးတွေနဲ့ရေထုတ်လို့မရဘူးလားရတယ်သစ္စာသိမှဒုက္ခဆိုတာငြိမ်းတာဒုက္ခငြိမ်းမှအာကိုရအစစ်ဆိုတာဖြစ်တယ်ဒုက္ခကြီးရှိနေမှာတော့ဘာအာကိုမှလဲနော်အေးဒါကြောင့်မို့လို့အာကိုရအစစ်အမှန်ဆိုတာမုတ်ချအားဖြင့်သစ္စာ၄ပါးကိုသိခြင်းဟုတ်လားသို့တော့အဲ့ဒီသစ္စာ၄ပါးကိုသိစေတတ်တဲ့အကြောင်းတရားတွေကိုမိမိတို့အများကြီးမလုပ်ရပေဘူးလားလုပ်ရမယ်ဘာဝနာတရားဟာလည်းပဲသစ္စာ၄ပါးသိခြင်းရဲ့အကြောင်းသီလတရားဟာလည်းသစ္စာ၄ပါးရဲ့သိခြင်းအကြောင်းဟာသစ္စာသာအဓိကကွာသီလမလိုပါဘူးလို့အဝီသည့်ရောက်เสียစကားမျိုးတွေမပြောမိစေနဲ့နော်တခါကြီးမိုက်များဟုတ်လားသီလလည်းပဲသစ္စာသိခြင်းရဲ့အကြောင်းဒါနကလည်းသစ္စာသိခြင်းရဲ့အကြောင်းဒါနံတက္ကတသောပါဏံဒါနံပါဋိယမုဒ္ဓမံဒါနံဥစုကတံမကံဒါနံမောက္ခပတံဝဒံဟုတ်လားဒါနဟာနိဗ္ဗာန်ရောက်ဖို့အတွက်လမ်းဖြောက်ဒါနဟာနိဗ္ဗာန်တည်းဟူသောတကားပေါက်ဘယ်သူဟောထားတာလဲဘုရားဟောထားတာညင်းလို့ရမလားမရဘူးဗျဟုတ်လားဒါကိုမိလိန်နာမင်းနဲ့ရှင်နာဂတိမေးကြဖြေကြတာလေးဦးဇင်းကအမှတ်ရစက်မိတော့နည်းနည်းပြောပြဟုတ်လားမဲ့ညံဖူညံဆိုတာတေယတိနဲ့တူတယ်တဲ့တေယတိကိုတက်ပြီးတော့ဆွတ်ကြအဲ့ဒီနေရာမှာတေယပင်မော်ကိုဒီတိုင်းကြီးရောက်နိုင်သလားတကူရှိတဲ့လူကတော့တကူနဲ့တေယပင်မော်တက်ပြီးတော့အသာဆွတ်သွားရတာပေါ့တကူမရှိတဲ့လူကအဲ့ဒီတေယပင်မော်တက်ရအောင်ဘာလုပ်ရမလဲလှေကားလုပ်ရမယ်လှေကားထောင်ပြီးတော့တက်ပြီးတော့ခူးရအဲ့ဒါကိုလှေကားလုပ်နေတဲ့လူကိုတေယတိခူးဖို့ကြိုးစားနေတာလို့ပြောလို့ရမရရတာပေါ့လှေကားလုံနေတဲ့လူကိုတရတိခူးဖို့ကြိုးစားနေတာပါလို့ပြောလို့ရမရအခုမှအဖြေကမှန်တော့တယ်ဟုတ်လားအဲ့ဒါတချို့ကလှေကားလုံနေတာကိုတရတိခူးတာနဲ့ဘာမှမဆိုင်ဘူးဆိုတဲ့အဓိပ္ပာယ်မျိုးပြောနေကြတာရှိတယ်နော်ဒါနကိုပယ်တဲ့လူတွေသီလကိုပယ်တဲ့လူတွေအင်မတန်သနာစရာကောင်းပါတယ်ဟုတ်လားအဲ့တော့လှေကားလုံနေခြင်းသည်လည်းပဲတရတိရအောင်လုံနေတာဟုတ်ရဲ့လားတယတိနာကိုကပ်ပြီးတော့ခူးလိုက်မှတယတိခူးတယ်လို့မအောင်မေ့လေနဲ့အဲ့ဒါကတော့နောက်ဆုံးအဆင့်ပေါ့ဟုတ်လားဒါကြောင့်သစ္စာ၄ပါးသိမှဒုက္ခငြိမ်းတာတော့မှန်တယ်တို့တော့အဲ့ဒီသစ္စာ၄ပါးကဒီတိုင်းကြီးနေလို့သိမှာလားမသိဘူးဘာဝနာတရားတွေသီလတရားတွေဒါနတရားတွေအကုန်လုံးအကြောင်းတရားတွေညီညွတ်လာမှ
အရလတ်တစ်ခုဆိုတာရတာနော်ဟုတ်လားဒါကြောင့်အကြောင်းတရားတွေစုံအောင်မလုပ်သင့်ဘူးလားလုပ်သင့်တယ်အဲ့ဒီလိုဒါနတွေသီလတွေဘာဝနာတွေဟာကိုဆုံးမမှထွက်ပေါ်လာတဲ့အကျိုးတရားတွေမဟုတ်လားအေးဒါကြောင့်အားကိုးရအစစ်အမှန်ကိုရအောင်ကိုဘာလို့ရမယ်ဆုံးမရမယ်ဟုတ်ရလားအဲ့ဒါလို့ဆုံးမမယ်ဆိုရင်အားကိုးရမရဘူးလားရတယ်အဲ့ဒီတော့အားကိုးရလားရန်သူလားမကောင်းတာတွေလုံးမိပြီမေ့လျော့နေမိပြီဆိုရင်တော့ကိုဟာကိုအတွက်ရန်သူဟုတ်ရလားအေးမကောင်းတာတွေရှောင်နိုင်တယ်မမေ့မလျော့နေနိုင်တယ်ဆိုရင်တော့ကိုဆုံးမနိုင်တယ်ဆိုရင်တော့ကိုဟာကိုအတွက်အားကိုးရဟုတ်ရလားအေးဒါကြောင့်အားကိုးရအစစ်အမှန်ကိုရအောင်ဦးဇင်းတို့တရားကို9မိနစ်လောက်ကြိုးစားအားထုတ်ရမယ်နော်တရားထိုင်ကြရအောင်တရားထိုင်ကြရအောင်ဦးဇင်းတို့တရားဟောတာတဏှာကြီးနဲ့မို့လို့မိနစ်20ကျော်ရှိသွားပါပြီအန်ကြပါပဲဟုတ်လားအေးအားကိုးရလားရန်သူလားဆိုတဲ့တရားကိုတရားထိုင်ပြီးမေတ္တာပို့ပြီးမှအဆုံးသတ်ရအောင်နော်ခုအားလုံးဦးဇင်းတို့9မိနစ်လောက်မြတ်စွာဘုရားကိုအင်မတန်မြင့်မြတ်တဲ့အကျင့်ဖြင့်ပူဇော်ကြရအောင်တရားကြီးများကတင်မလီခွေထိုင်ဒကမာကြီးများကကြုံထိုင်ခါလေးတွေကိုဆန်းဆန်းထားခေါင်းလေးတွေကိုတဲထားမိမိတို့အားထုတ်နေကြနေရှိတယ်ဆိုရင်လည်းမိမိတို့ကြိုက်နှစ်သက်တဲ့နေနဲ့အားထုတ်နိုင်ပါတယ်ဦးဇင်းတို့တိုက်တွန်းတာကိုကြိုးစားကြည့်မယ်ဆိုရင်လည်းရပါတယ်ဦးဇင်းတို့ပြောတဲ့အတန်ကိုနားထောင်ရင်ဦးဇင်းတို့တိုက်တွန်းတာကိုကြိုးစားကြည့်ပါဘေးကအတန်တွေကြားနေလို့စိတ်မပြတ်ပါနဲ့ရသလောက်ကြိုးစားကြည့်ပါမိမိတို့ရဲ့စိတ်ကိုနာသီးပြားကိုအာယုံပြုပါဝင်လေလေးဝင်နေတာရှိပါတယ်ထွက်လေလေးထွက်နေတာရှိပါတယ်ဝင်တဲ့နောက်ကိုလည်းစိတ်မလိုက်ပါနဲ့ထွက်တဲ့နောက်ကိုလည်းစိတ်မလိုက်ပါနဲ့ဝင်လေလေးဝင်တော့နာသီးပြားတနေရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ဝင်သွားတာပါဝင်လေလေးဝင်ပြီဆိုတော့အဲ့ဒီထိတဲ့သဘောလေးကိုသိပြီးတော့သိအောင်ကြိုးစားပြီးတော့နေပါထွက်လေလေးထွက်တော့လည်းပဲနာသီးပြားတနေရာကိုထိခိုက်ပုတ်တိုက်ပြီးတော့ထွက်သွားပါလိမ့်မယ်ထွက်တဲ့နောက်ကိုစိတ်မလိုက်ဖဲနဲ့ထိတာကိုပဲသိဖို့ကြိုးစားပါဝင်လေဝင်တိုင်းထိတိုင်းသိအောင်ကြိုးစားပါထွက်လေထွက်တိုင်းထိတိုင်းသိအောင်ကြိုးစားပါအမတန်မြင့်မြတ်စင်ကြယ်တဲ့အကျင့်မြတ်ဖြင့်မြတ်စွာဘုရားကိုပူဇော်ရပေတယ်လို့ဝမ်းမြောက်ဝမ်းသာကြည်ကြည်နူးနူးချမ်းချမ်းသာသာပေါ့ပေါ့ပါပါကြိုးစားအားထုတ်ကြပါဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိအတန်လေးကြားလို့စိတ်မပြတ်ပါနဲ့စိတ်တည်ပြန့်လွင်လို့လည်းစိတ်မညစ်ပါနဲ့လက်ဖြစ်တဲ့အတွင်းမှာစိတ်ဟာဂတိတသိန်းလောက်ဖြစ်ပြီးချုပ်တယ်လို့ကြားဥပါတယ်ထိတာလေးကိုသိတဲ့အချိန်ဟာနည်းပြီမလို့ကုသိုလ်တွေအများကြီးရပါတယ်ထိတာလေးကိုသိနေတဲ့အချိန်ဟာအင်မတန်တန်ရှင်းစင်ကြယ်ပါတယ်လောဘဒေါသမောဟတရားတွေဖြစ်ခွင့်မရလို့မဖြစ်ပါဘူးလောဘဒေါသမောဟညှဉ်းနှွမ်းတဲ့တရားတွေမရှိလို့တန်ရှင်းတဲ့စိတ်ကလေးဖြစ်နေတယ်လို့ဆိုရပါတယ်လောဘဒေါသမောဟတို့ဖြစ်ခွင့်မရလို့ယုံညံ့တဲ့တရားတွေမရှိလို့မြင့်မြတ်နေတယ်လို့ဆိုရပါတယ်ထိတာလေးကိုသိနေတဲ့အချိန်ဟာအင်မတန်မြင့်မြတ်စင်ကြယ်တန်ရှင်းပါတယ်အင်မတန်အဖို့တန်ပါတယ်ဒါကြောင့်ဝင်လေဝင်တိုင်းထိတိုင်းသိထွက်လေထွက်တိုင်းထိတိုင်းသိကြိုးစားပါအာနာပါနကမ္မထံအလုပ်ကိုကြိုးစားနေတာပါပ
ညာရှိသောယောက်ျားမြတ်တို့သည်သာလုံနိုင်တဲ့အလုပ်လို့မြတ်စွာဘုရားချီးမွမ်းတဲ့အလုပ်ပါဘုရားယန္နာရိယသူတော်ကောင်းကြီးများတန်ဖိုးထားတဲ့အလုပ်ပါတန်ဖိုးအကြီးဆုံးမဉ္ဇဉ်ဘုံဉဏ်ကိုရစေတတ်လို့တန်ဖိုးရှိတဲ့အလုပ်လို့ဆိုရပါတယ်အာနာပါနကမ္မထံကိုပွားများရင်တတိပဋ္ဌာန်တရား၄ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်တတိပဋ္ဌာန်တရား၄ပါးပွားများရင်ဘုဇဉ်9ပါးပြည့်စုံတယ်လို့မြတ်စွာဘုရားဟောပါတယ်ဘုဇဉ်9ပါးကိုပွားများရင်ဝိဇ္ဇာဝိမု ക്തി လို့ဆိုတဲ့မဉ္ဇဉ်ဘုံဉဏ်တို့ပြည့်စုံတယ်လို့မြတ်စွာဘုရားအမိန့်ရှိပါတယ်ဒါကြောင့်မဉ္ဇဉ်ဘုံဉဏ်ရခြင်းရဲ့အလုပ်အမတန်တန်ဖိုးရှိတဲ့အလုပ်ပါပိဋကတ်သုံးပုံကိုအနှစ်ချုပ်ရင်ဗောဓိပက္ခိယတရား39ပါးရတယ်လို့ဆိုပါတယ်ဗောဓိပက္ခိယတရား39ပါးကိုအနှစ်ချုပ်ရင်မဂ္ဂင်10ပါးရတယ်လို့ဆိုပါတယ်မဂ္ဂင်10ပါးကိုအနှစ်ချုပ်ရင်သီလသမာဓိပညာသိက္ခာ3ပါးရတယ်လို့ဆိုပါတယ်သိက္ခာ3ပါးကိုအနှစ်ချုပ်ရင်အပ္ပမာဒဆိုတဲ့မမေ့မလျော့တတိတရားတစ်ခုရတယ်လို့ဆိုပါတယ်ဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိထီတာကိုသိနေတဲ့အချိန်ဟာအပ္ပမာဒတရားဖြစ်နေတာပါအင်မတန်ကြီးကျယ်မြင့်မြတ်တဲ့အလုပ်ပါဘုရားယန္နာရိယသူတော်ကောင်းကြီးများမျက်နှိုးတန်ဖိုးထားတဲ့အလုပ်ကိုလုပ်နေတာဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိဝင်လေလေးဝင်တိုင်းထီဆိုပြီးတော့ထီပေါင်းများစွာဆက်ပြီးတော့ထီသွားပါတယ်ထီတာလေးကိုသိနိုင်သမျှသိအောင်ကြိုးစားပါကိုယ်တာဝန်ကထီတာကိုသိဖို့ပါပဲအေးချမ်းခြင်းနဲ့စိတ်ချမ်းသာကိုရခြင်းနဲ့စိတ်တွေဒီချိန်မှာဝင်နေစရာမလိုပါဘူးထီတာကိုသိရင်ကိုယ်အလုပ်ကိုလုပ်နေရရောက်ပါတယ်ထီတာကိုသိဖို့ပါပဲစိတ်ရဲ့အေးချမ်းမှုဆိုတာလေ့ကျင့်မှများလာရင်ဖြစ်လာတဲ့သဘောပါထွက်လေလေးထွက်တော့လဲထီဆက်ပြီးတော့ထီကလေးတွေထီပေါင်းများစွာဆက်ပြီးတော့ထီသွားတာထီတဲ့သဘောကိုသိအောင်မိအောင်ကြိုးစားပါဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိကြိုးစားပါမိမိအတွက်နားရခိုရတရားအရေးကလေးကိုတည်ဆောက်နေရရောက်ပါတယ်သူများရဲ့အရေးကိုသွားခိုလို့မရပါဘူးကိုယ်အရေးမှကိုခိုလို့ရတာပါသူများအိမ်ကိုသွားနေလို့မရပါဘူးကိုယ်အိမ်ရှိမှကိုယ်အတွက်လုံလုံခြုံခြုံနေလို့ရတာလောကရန်တရားတွေနဲ့တွေ့တဲ့အခါပူလောင်စရာတွေနဲ့တွေ့တဲ့အခါအေးချမ်းမှုပေးနိုင်တဲ့စစ်မှန်တဲ့အရေးကလေးရှိဖို့လိုပါတယ်တရားရိပ်ကိုကြိုးစားပြီးတော့ထူထောင်နေတာဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိမြတ်စွာဘုရားကိုအမြတ်ဆုံးပူဇော်ခြင်းဖြင့်ပူဇော်နေတာမြတ်စွာဘုရားအမြတ်နိုးဆုံးပူဇော်ခြင်းဖြင့်ပူဇော်နေတာဝင်လေဝင်တိုင်းထီတိုင်းသိအောင်ကြိုးစားထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါ
ရာယန္နာရိယသူတော်ကောင်းကြီးများမြတ်နိုးတဲ့အလုပ်ကိုလုပ်နေတာပါမြတ်စွာဘုရားကိုအမြတ်ဆုံးပူဇော်ခြင်းဖြင့်ပူဇော်ရပြီလေလို့ဝမ်းမြောက်ဝမ်းသာစိတ်ဖြင့်ဝင်လေဝင်တိုင်းထီတိုင်းသိထွက်လေထွက်တိုင်းထီတိုင်းသိအောင်ကြိုးစားပါခိုင်ဦးဇင်းတို့10မိနစ်တောင်နည်းနည်းကျော်သွားပါပြီပိဋကပေါင်းသူတော်ကောင်းတို့မြတ်စွာဘုရားကိုမြတ်သောအကျင့်ဖြင့်ပူဇော်ရပြီတယ်လို့ဝမ်းမြောက်ဝမ်းသာစိတ်ထားပြီးတော့ဦးဇင်းတို့မေတ္တာပို့ပြီးတော့အာကိုရလားရန်သူလားဆိုတဲ့တရားကိုဆုံးသတ်ကြရအောင်ဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဗုဒ္ဓ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗဓမ္မာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိဘဝတုသဗ္ဗမင်္ဂလရခန္တုသဗ္ဗဒေဝတာသဗ္ဗသံဃာ ानु ဘာဝေနတရာဒုက္ခိဘဝန္တုတိတေတုမကံသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗမင်္ဂလံလောကီလောကုတ္တရာကောင်းဆိုသမျှမင်္ဂလာဝဝတိဘဝတုကောင်းစွာမသိဖြစ်တော်မူကြပါစေတည်းတေတုမကံသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗဒေဝတာမိမိတို့ခန္ဓာကိုယ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့အိမ်မှာစောင့်ကြနေကြကုန်သောနတ်မိမိတို့မျိုးမိမိတို့သာသနာမိမိတို့ကဘာမှာစောင့်ကြနေကြကုန်သောနတ်မြတ်နာကောင်းတာပေါင်းတို့ကလည်းပဲရခန္တုကောင်းစွာမသိစောင့်ရှောက်တော်မူနိုင်ကြပါစေတည်းတေတုမကံသင်တရားနာပိသပေါင်းသူတော်ကောင်းတို့သာတာအလုံးသောတတ္တဝါအနန္တတို့အားသဗ္ဗဗုဒ္ဓ ानु ဘာဝေနာကင်းငါဝါလူသေးစုမကပွင့်တော်မူကြကုန်သောသုသုတော်တာပါဘုရားရှင်ကိုယ်တော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗဓမ္မာ ानु ဘာဝေနာဗေလိရံဘူလိတံနိဗ္ဗာန်ပတိယတိဟုသောသောစေတံသောတရားတော်မြတ်တို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းသဗ္ဗသံဃာ ानु ဘာဝေနာမကတံလေးရောက်ပလတံလေးရောက်သောသောရှင်ရောက်တော်ရိယသံဃာရှင်မြတ်တို့နှင့်တကွသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့နဲ့ပြည့်စုံတော်မူရတဲ့သမုဒိသံဃာရှင်ကောင်းရှင်မြတ်ပေါင်းတို့ရဲ့တကုတေဇောအာနုဘောတော်တို့ကြောင့်၎င်းတရားနိယောညပါဘေခမဆိုင်ချိန်ရှိတိုင်းဒုက္ခိကိုစိတ်နှပြချမ်းသာချမ်းသာခြင်းရှိကြကုန်သည်ဘဝတုကောင်းစွာမသွေဖြစ်တော်မူကြပါစေတည်း